မင်္ဂလာပါရှင်။ Thai Audio Book Channel ကနေပြောပရိသတ်များအားလုံးကိုပြန်လည်ပြောကြဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ပရိသတ်များနားဆင်ဖို့အတွက်ဖြိုကစာရေးသူဦးငယ်ရေးသားထားတဲ့တေမြေအောင်တို့သမီးနဲ့ဘဝနှစ်ခုတေးသွားဆိုတဲ့ဇာတ်လမ်းလေးကိုအစအဆုံးတင်ဆက်ပေးသွားကြပါမယ်။ဇာတ်လမ်းလေးကိုဖြိုနဲ့တူတူလိုက်ပါပြီးတော့နားဆင်ပေးပါအောင်ရှင်။တရားဖြူထံမှာဆွေးသလိုငေးသလိုရှိလာတဲ့မိန်းမပြိုပျော်နေတဲ့သူတဦးလို့တော့မဟုတ်နွမ်းချီနှုံးနဲ့နေတယ်လို့လည်းမှတ်ပြီးပျော်ရွှင်ခြင်းတို့ခေတ္တရာကြီးပျောက်ဆုံးသွားသူပုံပမာဖြစ်တယ်ဟယ်လိုမမပြောလေညီမလေးအိမ်မက်ကထက်မဲ့ပြန်ပြီဒီတကလက်ထပ်ဖို့တောင်ပြင်နေသေးတာရုပ်ကလည်းနည်းနည်းပို့ထင်ရှားလာတယ်ဘလို့လဲသူတို့သာချော့လားဟာမမနော်ဒီတိုင်းပဲမေးကြည့်ရပါဟဲ့အိမ်မက်ထက်လက်ထက်တယ်ဆိုတာတချို့ကလည်းမကောင်းပြောကြတယ်တစေတရေတွေကအိမ်မက်ထဲလာလက်ထက်တာတဲ့ဖះတရားလေးလည်းလုပ်အောင်နော်တရေဆောင်ဖတ်တာများနေပြီမလားစာရေးဆရာမကြီးရဲ့ထင်တာပြောတာပါဒါပဲနော်အိမ်ကကိုရှိကျော်ပြန်လာပြီမန္တလေးကိုပြန်သေးနေအောင်နော်ရွာမှာပဲနေအောင်တားလားအမေတို့ရွာပြောဖို့ကောင်းပါတယ်ဟုတ်ကဲ့ပါရှင့်ငလင်းကျေးဇူးအကြောင်းတို့တော့ပန်းကြညိုနွဲရွာဘက်ကိုလာခဲ့ရတယ်မဟုတ်ရင်မြို့မှာဒီနေ့ငလင်းကျန်းပုံကြောင့်တိုင်းတွေအလဲလဲအပြိုပြိုမဟုတ်ပေလားနိုင်ငံเจ้าလည်းမထွက်ချင်းနိုင်ငံရဲ့เจ้าမှာပွဲရပြီးပြန်လာခဲ့တဲ့နောက်တိတက်စတွေကဆွဆွလန်လန်မှတ်လာတဲ့အိမ်မက်ကိုပို့ပြီးသိကျင်လာခဲ့တယ်မြမလူမျိုးရဲ့ရုံနဲ့အိမ်မက်ထဲရတဲ့တို့သာမိုးယိုးနေရဲ့အရက်သမားတူလည်းပါတယ်လို့လှပတဲ့မြို့သမီးလေးလည်းပါတယ်ဝေဟန်စားဟန်တွေကမြမဆက်ဆက်မင်းပြီးတော့အပြုံးလာတဲ့ယောက်ျားတူအဲ့လူသုံးဦးကပန်းချညိုနွဲရဲ့အိမ်မက်မှာပို့ပြီးတော့ထင်ထင်ရှားရှားရုံလုံးပေါ်လာခဲ့တယ်။မြောင်းရီကတရားအောင်မှာတဝဝစီစက်နေရဲ့လူသူကင်းမဲ့နေရဲ့တရားရဲ့အလက်ရပဲပြန်ဆောင်ထိုးလေးရှိကုံစုံဆိုင်လေးမှာလည်းလူအလာကျဲဟန်တူတယ်။ပစ္စည်းတချို့ဝယ်ယူထွက်လာဟန်တူတဲ့လူတအုပ်နဲ့အကြည့်ချင်းစုံမိသွားတယ်။အမေမမပန်းချညိုအမေမျောနေလိမ့်မယ်ပြန်ကြစို့လေ။ပြန်မယ်လေအေးတောက်ခဲ့သေးလားမတောက်ပါဘူးအထက်အပ်ပြီးတော့တန်းပြန်လာတာမစိုးဘူးဒီရွာလေးကမမတို့ဘက်လိုစိတ်မပူရအောင်မြို့မှာဆိုလူဆိုးတကိုးရံတွေကိုကြောက်နေရတာလာပါမမရဲ့မိုးကမွှားတတကြနေပြီဒီကမိုးကတခြားနေရာတွေနဲ့မတူဘူးလေအိတ်သွန်ဖာမောက်သွန်ချတယ်လို့ရွာတာအေးပါတက်ပြီနော်ညီမဝဲခွဲဆိုင်ကလေးနော်တက်လိုက်ခဲ့တရားပေါ်ကဆင်းလာပြီးအနှဲငယ်မောင်းနှင်ပြီးချင်းအိုးဟိုလိုပါလားကြည့်ပါဦးပစိုးရေဝက်ဆင်သွားပြီတဲ့ဖြို့ရှင်ဟိုးနောက်ကလူရေဝက်ဆင်သွားပြီဟဲဟုတ်လားမမလဲဟိုးဝေးကြီးမှာကြမ်းခဲ့ပြီမမကလည်းအစော့မပြောဘဲနဲ့လောက်ပါသွားတော့ဟုတ်ဖြို့ဆိုင်ကယ်ကိုအချိန်တင်မောင်းနေမိုးရွာထားချိန်မို့ရေဝက်တွေရရှိဒါကြောင့်ချော်သွားတယ်ဆိုင်ကယ်လေးတွေပန်းကြညိုနဲ့တိတ်လိုက်တာကလူသူကင်းရှင်းနေရဲ့မြေကြီးအပေါ်ကောင်းလေးနဲ့ထိမိခြင်းမေ့မျောသွားတယ်ရရလားဗျဝတဝါကြားနေရတယ်ပွေးချီလိုက်လေသလားမသိမျက်လုံးကိုမေးမေးလေးသာဖွင့်နိုင်နေယောက်ျားတစ်ယောက်ရှင်ခွင်ထဲကိုရောက်နေရဲ့ဒရီကလွှဲရင်တခြားသောယောက်ျားနဲ့အသားချင်းထိတွေ့ရောမရှိခဲ့တဲ့သူမို့ရင်ထဲမှာလှိုက်ဖို့ရယ်စိုးထိတ်မိရဲ့ဒါပေမဲ့ဒီရင်ခွင်ကနှွေးထွေးရဲ့ကျမ်းမြေတစ်ခုအပေါ်လဲလျားမိရနဲ့ဆဲတန်ဆိုတန်တက်တက်ပါကြားရတယ်နှွေးထွေးတဲ့ရင်ခွင်ပိုင်ရှင်နဲ့ဝေးသွားတယ်ဒီရေမူးဝင်နေရမှာတတိယလာခဲ့တယ်အဲ့လိုပင်ဓာတ်ပေါ်မှာရှိစဉ်ကအကြည့်ချင်းစုံခဲကြလေသူအင်ကြီးရောင်နေပစိုးခြေတို့သာသိနိုင်ခဲ့တယ်။မဟုတ်ရင်ပန်းကြညိုနွဲကိုကြော့ခိုင်းလျက်အရှိဘက်ကိုလမ်းလျှောက်သွားနေရမှုလို့ပင်တက်တာလားသမီးဖြို့ဟာလေလှုပ်လိုက်ရင်တတွဲကြီးပဲဒဲနော်မမကြီးကြောင့်လည်းသိရတာနဲ့ပြဆန်းသမီးဒေါ်လေးကြည့်အောင်မယ်အမာရွေဒေတာဖြင့်ဒေါ်လေးတော့နားကားပြီတက်တာပါရဲ့ဒေါ်လေးရဲ့ဒါကရောင်းမအိမ်လေးစိတ်ပူလို့ညညမဒီကိုပို့ခိုင်းတာဖြစ်မယ်တော်သေးတာပေါ့ဆရာဦးနဲ့တွေ့လို့စိတ်ရဟုတ်လားဟုတ်တယ်လမ်းဘွားနေဒီထိသမီးတတိပြန်မလဲသေးခင်ဆရာပွေ့ကြည့်ခေါ်လာတာအော်တကယ်ရရလားသမီးဟိုးနာရွာမှာစေးကန်းတော့ရှိရဲ့ကားငှားလိုက်မယ်လေဟင်ရပါပြီဒေါ်လေးရဲ့အိမ်ပြန်ရင်မိုးချိုးပြီးတေးတမောအိတ်လိုက်ပါမယ်ဖြစ်ရလားကွယ်မဖြစ်ရင်ဒီအကြောင်းမမကြီးတာတဲ့တခါလဲလာခေါ်နေမလားပဲစိတ်ပူပါနဲ့ဒေါ်လေးရဲ့
အိမ်ကိုပြန်ကြတယ်ဒေါ်လေးကိုယ်တိုင်ဆိုင်ကယ်မောင်းနေညင်ညင်တသားလေးမောင်းရှာတယ်ဖြိုးဖြိုးကမြငိုမဲမဲနဲ့အိမ်ရောက်တဲ့ကရေနေပေးရှာတယ်ပန်းချညိုတွင်ရေမိုးချုပ်ပြီးရဲ့နောက်အိပ်ပြစ်မိရဲ့အိတ်ချင်းကိုခင်တွယ်မိလို့လားအိမ်မက်တစ်ခုကိုဆွဲလန်းမိလို့လားမပြောတတ်တနေ့တစ်ချိန်လောက်သာမက်တက်တဲ့အိမ်မက်ထရသတို့သားကြောင့်အခုချိန်ထိပန်းချညိုနဲ့ချစ်သူရေးစားမထားခဲ့ချစ်မဲ့သူကြိုက်မဲ့သူမရှိခဲ့အဲ့လိုဆိုတဲ့အခါပန်းချညွန့်တွေဟာရုပ်ဆိုးလေသလားလို့ထင်မှားမိလိမ့်မယ်။မှားပြီစွ။ဖြူဦးနုဖက်နေရဲ့အသားရည်နဲ့ရမင်းယုံလေးပမာထူစစ်ထားတာကြောင့်မြင်သူကိုရှင်ဖို့စေတတ်တဲ့အလှတရား။စေယုံစေထားတယ်။နှကန်းလေးကြောင့်မင်းတမာတိမခိုင်တဲ့ပုရိသယောက်ျားအပေါင်းဒူထောက်ချခါစားစေနိုင်တယ်။အလားပင်မဟုတ်စိတ်ထားတာကအမှန်တရားသာချစ်မြတ်နိုးတယ်။ဖြူစင်အောင်ထားတယ်ဗုဒ္ဓဘာသာဝင်မှု၅ပါးသီလကိုစောင့်ထိန်နေဒါကြောင့်ပန်းချညိုနှရဲ့အလှကအေးချမ်းသောအလားပဲဟမ်အိမ်မက်ပါလားအိုးဒီအိမ်မက်ကဒီနေ့တည်းဘယ်နှခါမှတ်မှာလဲငါလည်းမလုပ်ခင်လည်းမပြီးပြီပဲလေအိပ်ပျော်နေကတွေးမိရဲ့အတွေ့အဲ့ဒီအတွေ့ကပန်းချညိုနှအိပ်ပျော်နေကပေါ်လာတဲ့အိမ်မက်ကိုမဖြတ်စည်းနိုင်သေးအိမ်မက်ထဲမှာအရက်မူးနေတဲ့လူဝေထားတာကအင်ကြီးအဖြူနဲ့ပစိုးအစိမ်းလက်ထဲမှာတော့အရက်တပလင်းတန်းရွက်တဲရှိကွပြစ်ထက်မှတယောက်တည်းတောင်းနေရတူတယ်။မိုးဟာတစက်စက်နဲ့တစက်မိန်မာကြနေရဲ့။ဆရာပေသည်ဆရာပေသည်ပေါ်လာပြန်ပြီ။ဒါဆိုလှဖူးငုံရောသူ့ကိုရောအခုလိုပြပြတတ်တမြင်ရတော့မှလား။ဘသူလဲကွ။ဆရာပေသည်မိတ်ဆွေကလှုပ်လိုက်တာတဲ့။အော်အေးလားကွ။ငါတော့မူးနေပြီ။ဘသူများလဲလို့မင်းကိုဟိုမှာဆရာပေသည်သူတို့လူလာရှာတာလှုပ်လိုက်တာဆရာပေသည်တငယ်ချင်းနဲ့ထားပါတော့သူတို့ဘသူ့ကိုရှာရတဲ့တော့ဦးချစ်မြိုင်လို့ပြောတယ်ဆရာပေသည်သိလားငါပဲသိမလဲအေးသိတဲ့သူတော့ရှိလောက်တယ်ဒါဆိုဆရာပေသည်လည်းပြပါအောင်ဟာမလိုက်ဘူးငါစော်မလို့တီးမှာဆရာပေသည်ကလှုပ်ပြီးသူတို့လာတာဆရာပေသည်စီနော်ကျုပ်ကကြားကလမ်းပြတာလမ်းပြရဲ့သိရဲ့လားလာမပြောနဲ့ဟဲ့ကောင်ဘာကြီးဖုန်းကြီးစီလိုက်ပို့လိုက်အဲ့ဒါလေးတင်ငါမူးနေပြီအိတ်တော်မယ်ဆရာပေသည်ကတော့လှုပ်ပြီးမမလှဘူးငုံတို့ဆရာပေသည်ကတော့အိတ်သွားပြီကျုပ်ပဲလိုက်ပြတော့မယ်လားဗျအစင်ပြေလာရင်ပြေပါတယ်ဆရာပေသည်ကဘာကြီးဖုန်းကြီးဆိုတိတ်ကြောက်တာလေလာပါဗျာကျုပ်ပဲပို့မဲ့ပို့ရအောင်ပို့တော့မယ်လှဘူးငုံအေးလှဘူးငုံအိုးအမှုသမားရုပ်ကပြေပြန်လာလိုက်တာလှဘူးငုံသူရောဒီမင်းကလေးမျက်နှာကြဘာလို့မမြင်ရရလဲအမလီကြောက်ပါပြီရှင်ကြောက်ပါပြီလို့ဟဲကြည်စမ်းအတန်ပြဲကြီးနဲ့အော်နေသေးရဲ့ကြောက်တယ်လို့ဖြိုးဖြိုးအရိုက်ခံနေကြလေပြီအဲ့ရမှာထလာခဲ့တယ်ဟန်တာဖို့ပြင်မိရဲ့ဒါပေမဲ့လမ်းစုံကိုတာအိမ်ထဲမှာထွက်တာနဲ့မြင်နေရတာမို့မြင်ရတာကလူတယောက်ကိုပင်မြို့သမီးတဦးနဲ့အတူတူပြုံးရီကသွားလေသူအဲ့ဒီအပြုံးကအိမ်မက်ထဲမှာအရက်သမားနဲ့ဆင်တူတယ်လှဘူးငုံလို့ခေါ်ကလဲကျအိပ်ပျော်သွားသူဆရာပေသည်နဲ့တူနေရဲ့အိမ်မက်မက်နေစေလားမနိုးထသေးရလားနှောင်းဘွားတခုဘသူလို့ပြောလိုက်တာလေတက္ကမကြီးဦးချစ်မြိုင်ပါတပည့်တော်တို့တီးတလောက်တွက်တလောက်စုံစမ်းမိခဲ့တာတော့ဦးချစ်မြိုင်ကိုဒီရွာမှာတွေ့လိုက်တယ်ဆိုလို့ပါဖေ။ဒီမှာချစ်မြိုင်တွေကတော့တိတ်အများသားကွ။တလောကကြွသွားတယ်ကိုကြီးချစ်မြိုင်ပဲနေမဲ့ဟိုအသားဖြူဖြူရုပ်သက်သက်နဲ့လူကြီးလေ။ဟောငမိုးစီယာမင်းရောဘယ်နှခါပြောရအောင်မလဲ။မိုးရင်เจ้าမမတက်ခန့်နဲ့တော့လေ။တင်မတပည့်တော်လေကနေပြောနေရပါဖေ။သွားတော့မယ်ဖေ။ချစ်မြိုင်ပေါ်တယ်လို့မဟုတ်မှလွယ်ရောလာဖူးငုံဆိုတဲ့နာမည်ကြောင့်များမမှုနဲ့လိုက်လာလေသလားမဟုတ်ဒီရတကမာလေးအမီယာလှဖူးငုံပါဖေလှဖူးငုံဟုတ်ပြီသားအစောကလူပြောတာအမှန်ပဲလားဖုံဖုံတပည့်တော်မအဖေကလည်းအသားဖြစ်သူမို့ပါဟုတ်ကြောင်းမဟုတ်ကြောင်းတော့ပေတီးရပဲသိလိမ့်မယ်ဟေးကပ်ပြရကြီးတင်မတကမာကြီးတို့နှစ်ဦးကိုမေတော်ကြီးအိမ်မှာတညတဲဖို့ပြင်ပေးလိုက်မနေ့ပြန်စာတင်ချိန်လောက်မှပေတီးစီသွားဖို့ကြသလားတင်မလှဖူးငုံတို့ထွက်လာမိရဲ့ဖဖုံရဲ့မေတော်ကြီးကအသက်ကြီးပြီမဲ့လေကျမ်းမာရေးကတောင်တောင်မြည်ပင်ပေတီးဆိုတဲ့ကောင်ကြီးကတိတ်လိမ်မာတာကွယ်တရက်မြို့သူမလေးပေါ်မလာခင်ပေါ့ထိုက်ထိုက်ဆန်ဆန်အိမ်နေရပေတီးတက္ကသိုလ်ကအပြန်ဖြစ်လိမ့်မယ်လှဖူးငုံတို့တာမီဆရာပေတီးဆိုသူအကြောင်း
ညအခါလာတာမှာမေးမြန်းကြည့်မိကြတယ်။ဖေသီးပြန်လာတော့ဓာတ်ပုံကိုင်းလို့လူရှာထွက်လာတဲ့မြို့ကမိမလာနဲ့ဆုံခဲ့တယ်။သူသိတာကလေအဖွားတို့ရွာနာဝန်းကျင်ကရွာနယ်မယ်တွေပဲလေ။လာကျင်တော့ငွေလဲကုန်သွားဖို့လဲခက်လီနဲ့တူတယ်ကွယ်။အတူချုံပြောရရင်တော့ဖြစ်စဉ်တကူငွေမပိုင်လဲပါတာပေးခဲ့လीနော်။လက်ဆွေရောငကက်ပါမကြံတော့လို့ပေါ့ရှင့်။ပတ်စံနေကျန်တာလဲဘယ်နာထမိလိုက်မယ်မသိလို့ပါ။ဒါအမြလွယ်လွယ်လေးကားဆရာရောဒီကစပယ်ယာကြီးရလေဟဲဟဲလူပြိုကြီးတွေဒီရောတရယောက်နဲ့ဒီကမိန်းကလေးချိတ်လိုက်ဟော့ကားကတက်တာသွားလိမ့်မယ်လူပါဝါလို့အောင်မဲဒီလိုရမ်းကျင်နိုင်ရမ်းလို့ရနိုင်ယူလားလက်ကိုလွှတ်နော်လှပွန်းကိုမျက်နှာရဲနေမှအသေးကြပဲဒါပေမဲ့ဘာလို့ဘာကန်ရမယ်မသိလှပွန်းကောင်ကနုနုနဲနဲတထေးသမီးလေးဖအေးပြောက်လာရှာမိသူပထွေးအစ်စ်အချိန်မှထွက်ပြေးလာခဲ့သူကားကယူလိုက်ပါအမဲသူရဲကောင်းပေါ်လာပါလားဘသူမြမှတ်တယ်ပေးသည်ရောအချင်းချင်းပဲဗျာထားလိုက်တော့နည်းနည်းပို့ယူဗျာဒါလက်ဖက်ရည်ပို့ယူလိုက်အတော်အလိုက်သိတဲ့ကောင်ဒါနဲ့ចောင်းဆရာဖြစ်တော့မယ်ဆိုပါတော့ဗျာဆောင်ဝဲဖြစ်ပြီးတော့ပြန်လာတာအမည်မသိသစိမ်းကကျေးဇူးတင်ပုံဝန်လေးစီတယ်လှဝန်းကိုစော်ကားမော်ကပြုသူနဲ့စကားလက်ဆောင်ကြနေလို့လှဝန်းကိုကူညီပေးသူကိုစိတ်တုံမိပြန်တယ်ဒီကားစပယ်ယာကအရွယ်သမားဗျပြီးတော့ဒါသမားနှာခေါင်းကိုထိပြောပြနေတဲ့သူ့ကိုပါမေးချင်တယ်ဒင်းရရောဘာထုံးမလဲကြားမိလိုက်တဲ့အမည်ဟာကျုပ်တို့ရွာမည်ပဲဗျဘာလာလို့တာလဲအလဲလားပြန်မဖြေမိတယ်လို့ကျေးဇူးတင်စကားလည်းမပြောမိဒီလိုနဲ့လမ်းတလျှောက်စကားစာပြတ်သွားတယ်ကားရောက်နိုင်တဲ့နေရာအစုံဆင်းရတယ်မစင်းလို့လည်းမဖြစ်လမ်းတလျှောက်အသားမြူပဲကူညီပေးသူဟာပေသည်ဆိုတဲ့သူစပယ်ယာနဲ့ပြောစဉ်ဟာကျောင်းဆရာလိုကြားမိရကြောင်းစိတ်ထဲကအာကိုမိရဲ့လဲနဲ့သွားတော့မဲ့သူဘာလဲလိုက်မလားမလိုက်ဘူးလားခမမိန်ပြိုလီနော်မှောင်လဲမှောင်တော့မေးကျုပ်ကမယုံလို့မလိုက်ချင်တာဟောဒီမှာကြီးတော့ပါတယ်အတိလားပေသည်ရဲ့ဆိုပါတော့ကြီးတော့ရခေါ်ပါအောင်သမီးလာလေကွယ်ကြီးရနေစိမ့်ရထင်တယ်ဟုတ်ကဲ့လဲနေလိုက်ခဲ့တယ်လမ်းတစ်လျှောက်စကားပြောကြရင်ကိုပေသည်နဲ့လှပူကိုယဉ်နေသွားခဲ့တယ်ဒါအဖေတို့ရွာကျုပ်အဖေအရင်တော့မဟုတ်ဘူးမွေးစားအဖေကပ်ပြရကြီးရွာယူကြရှိရဝင်ယူရအောင်ပါဗျတကယ်လို့လှဖူးကအဖေကြောင့်တည်ခြင်းကျုပ်ဆုံးစမ်းပေးမယ်လေကောင်းတာပေါ့ရှင်ဟိုလေဟိုဘာလဲကျေးဇူးတင်မလို့လားမလို့ပါဘူးအိုးဘာလို့မလို့ရမှာလဲဟိုတစ်ချိန်ကျလှဖူးကိုတိလာမှာပါလားဗျလှဖူးကလှတော့ရွာသားတွေဝိုင်းအောင်လာလိမ့်မယ်အမျိုးအိမ်ကနေစောင့်နေပေးခဲ့ဓာတ်ပုံတော့ကျုပ်ကိုပေးနေ့လေပိုင်းလောက်စုံစမ်းလိုက်ရင်သိလောက်မှာပါကျေးဇူးပါရှင်ရပါတယ်ဆိုပြလားကိုပေသည်အပင်မန်းခံတော့နေလေကင်းပြန်လာတဲ့အခါမျက်နှာပင်မဲပြနေလိပြီးကျွေးရတတီးနဲ့လှပူးကိုအားနာမိရဲ့ရွာတဲ့ကျုပ်ကိုလက်ပတ်ရှာပေးပြီးနောက်မတွေးခဲ့ပါစေလှပူးကိုလက်မလျှော့ခြင်းမမေဟာချမ်းသာသလားဖေဖေဟာအေးချမ်းမှုကိုညံ့နိုးတဲ့လူချမ်းသာတူပင်ရွာတော့ရောက်ပြီးလှပူးကိုတကယ်လို့လှပူးကိုကျုပ်ကိုယုံရင်ရွာနီးချုံဆက်အကုန်ရှာကြည့်ပေးပါမယ်ကျေးဇူးပါဒါပေမဲ့လှဖူးငုံမာကစားဖို့နေဖို့တော့ကျုပ်စီစဉ်ပေးပါမယ်ကျုပ်ကတကောင်ကြက်ပေမဲ့ဒီရွာလုံးနဲ့အမျိုးတော်ထားတဲ့သူပါဗျဘယ်အိမ်မှကျုံနဲ့မခင်းတဲ့သူမရှိဘူးအော်မှန်ပါတယ်ကိုရိုင်းအိမ်ဆောက်ဖို့စီစဉ်ပေးရဲ့အဖေကြောင့်စုံစမ်းပေးရဲ့တခါတရံလှဖူးငုံအတူလိုက်သွားတတ်တယ်လို့တခါတရံရွာမှာနေခဲ့တယ်အိမ်လဲလုံးနေလိုက်လာတတ်တယ်ကိုပေတီးကသူ့လူဖို့ဆိုတိတ်ကိုတွက်ကြတာပဲအေးတဲကြွခြင်းနဲ့တဲကြွခြင်းစရာကိုအေးအလှပြင်မှာပဲဟာအေးလေအခုတလောရွာမှာတင်ဥထားတာကြည့်တော်ရီဟိုကဖြင့်သူ့ကိုဘာမှမမှတ်သေးဘူးကိုပေတီးကကြိတ်စိတ်ကူးရင်ထားလာပြီးဒီတို့တိတ်စကားများလှဖုံးကိုကြားတော့ပါမယ်ဒီတို့ကြောင့်ငါ့ပေါ်လှဖုံးကိုအမြတ်ထွက်ရင်ဒီတို့နှအုံပွင့်မဲ့သာပြင်ထားအမလီကြောက်ပါတဲ့တော့ပြောလဲပြောချင်စရာပဲလှဖုံးကိုစားဖို့နေရဲ့ခြံဝန်းငယ်မှာအပင်လေးတွေလာပြီးစိုက်ပေးထားတယ်။ရသမျှလက်ဆောင်ကိုလှဖုံးကိုပေးတယ်။ရွာထဲမှာနတ်ဖက်တဲ့စုံတွဲလိုပို့ပြီးစနောက်လာကြတယ်။ဒါပေမဲ့ကိုပေသည်လှဖုံးကိုအပေါ်အခွင့်ကားမယူခဲ့စေနှုံနဲ့ပင်မလွန်ကျူးခဲ့ဒါကြောင့်ဘာဖြစ်သွားလဲအဖွာခလေးမလေးအဖေဖြစ်သူကိုပြန်တွေ့ပေမယ်လမ်းမတင်ပိုးထီပြီးစုံနေအိုး
အစကတော့လပိုင်းလောက်ထင်ခဲ့ပေမဲ့နှစ်ပိုင်းလောက်ကြာခဲ့တယ်ကွယ်ပေတီးပေါ်တန်ရောစင်အတော်ဖြစ်သွားမှာပေါ့လာဖုံးကုန်လေးနေမကောင်းတော့အနီးကပ်ပြုစုတာလေပေတီးလေကန်ဆိုးကျင်တဲ့ထင်ပါရဲ့ရွာတချို့လူတွေပုတ်ခတ်ချင်တာနဲ့ရုံထင်ကြောင်ထင်ပြောတာကနေစတယ်ဘာပြောကြလဲအဖွာဘာပြောရမလဲကွယ်တိတ်တိတ်လေးညားနေကြတယ်လာဖုံးကုန်လေးကပေတီးစီခြူစားနေရဲ့ဘာညာပေါ့ဒါတွေကြောင့်ပေတီးကခက်တန်းတန်းနေရှာတာလူတွေများတော့တိတ်မကောင်းပေတီးကရင်ဖွင့်ဖို့ခံရခက်နေရကိုနောက်ဆုံးနှစ်ယောက်သားစိတ်မှန်မတင်ပဲဖွင့်အံချမယ်လုံးမှာပျောက်တော့သူကပေါ်လာခဲ့တယ်လာဖုံးကအဖေလာရင်အဖွာအေးပေါ်ကွယ်သဘောမတူလို့လားသမီးတော်ပြီညစ်နေနေပြီအဖွာလည်းအိတ်ချင်လာပြီမနဲ့မှမေးရော့ဟုတ်ကဲ့အမေလမ်းဟာတာနေစေဖြစ်တယ်တို့ရမှာကိုပေတီးရဲ့လှဖုံးကအကြောင်းကြောင့်အိတ်မပြောသူကမပြောခဲ့ပါစေလူဝင်စားဆိုတဲ့အဖြစ်ကိုပန်းကြညိုနယ်ကြာဘူးနာဝါရှိခဲ့အိဒါပေမဲ့ညကမက်တဲ့အိမ်မက်လို့မိမိအဖြစ်ကစမ်းကျက်တဲ့ထက်စမ်းကျက်လာခဲ့အိဆရာပေတီးကိုထင်ထင်ရှားရှားမြင်မဲ့လာခဲ့တယ်အိမ်မက်ထဲရှိလှဖုံးကောင်ကတော့ပန်းကြညိုနယ်နဲ့မတူတူလုံးနာကဆရာပေတီးနဲ့မနက်ကင်းချိန်မှာတွေ့လိုက်ရတဲ့သူဟောလာပြီအိမ်ရှိအညောင်းညာပြေလမ်းလျှောက်ထွက်မိရဲ့တွေးနေစေပေါ်လာလို့အံ့အားသင့်မိရဲ့ပန်းကြညိုနယ်ရှိရာကိုလာနေရဲ့အိမ်မက်ထဲမှာဆရာပေသေးနဲ့တူတဲ့ယောက်ျားပြိုနဘေးမှာအသက်အနှဲငယ်ကြီးဟန်တူတဲ့အမျိုးသမီးအိမ်သားရှိအိမ်ထဲကိုဝင်သွားကြတယ်ကလေးတယောက်ကိုချီကပြုံးနေသူလူလူတူမဟုတ်ဘူးလားခတ်တော့တာပဲဆရာစာတင်ကပြန်လာလားဟုတ်တယ်ဗျဘာရေးချက်လဲဗျချမောင်ရဲ့ဟင်းရင်နဲ့ကြက်ဥကြော်ပါဆရာကြီးဒေါ်နီလားအိမ်ကလူငွေလာထုတ်သေးလားအေးခုနလေးမှထုတ်သွားတာဒေါ်လေးနဲ့ရင်းနှီးရန်တူတယ်အတူပါလာသူမျိုးသမီးပြောပုံအရာအိမ်ရလူဆိုသူကခင်မွန်းတဲ့ကိုရင်ညွှန်းလေသလားဒီလိုသာဆိုရင်တက်တာလားဗျလန့်သွားတာဖြစ်မယ်ဟုတ်ပါဆရာရဲ့သမီးကြညိုဒါသမီးကိုပွေးချီခေါ်ခဲ့တဲ့ဆရာလေအော်ဟုတ်ကျေးဇူးပါရှင်သွားအောင်မယ်ဗျခွင့်ပြုပါအောင်ဟုတ်ကဲ့ဆရာပန်းကြညိုနဲ့ပြောတယ်ဆရာဟာလူလွတ်ဖြစ်ဖို့များနေပြီဆရာတို့ပြန်သွားချိန်ဒေါ်လေးကဆရာနဲ့ခင်တာလားခင်နေဆိုရမယ်ဆရာဗေဒင်တွက်တက်တယ်လေအငယ်မပြပထွက်ဖို့ပြင်နေတာဆိုတော့အလုပ်ရခင်းလေးပါလေတွားမေးကြည့်ရဗေဒင်မေးတာဈေးကြည့်လိုက်ဘေးရတာဆရာသဘောကောင်းတယ်မိဖြစ်ဆွေပြေတွက်ပေးတာတဲ့လေပတ်စံလေး9000ပေးတာမယူအေးဆရာမလေးတို့ရွာနာနေချင်းလေသူ့ရမှာမလုံကြုံတော့လို့ဒီပြောင်းလာတာတဲ့ဩခင်ကြတာပေါ့နော်မောင်နှမတော်လာဘလို့မှမသိဒေါ်လေးတော့ဆွေမျိုးဆန်းပြတတ်ပါဦးအေးဆရာမလေးကဒီရွာသားနဲ့အိမ်အောင်ကြတာလေအရှိပဲအိမ်ကသူ့ရခမအိမ်ပဲအေးခလေးလေတယောက်ရပြီအစောကဆရာလေးထီထားတဲ့ခလေးဒေါ်လေးထမှန်ပြောတဲ့စကားတွေကိုနားထဲမဝင်နေတော့ဆရာအမိကိုသာသိကျင်လာမိဒေါ်လေးအေးပြောလေသမီးဆရာမိကဘာတူလဲဆရာလေးမိကဦးစီမင်းရတဲ့ဦးစီမင်းရအသက်အငယ်ပဲထင်တယ်နော်29နှစ်လောက်တော့ပြောတယ်။အော်သမီးနဲ့မတိမ်မရင်ပဲ။အေးဖြိုးရေဟဲ့ဖြိုးရှင်းမေဓမျိုးတန်နေလို့အေးတဲပြီးညီမလိုင်းသုံးဖို့လိုက်ဖို့အောင်စတာလင်ဖွင့်မယ်တဲ့။ဟောအမေသမီးရောသုံးမယ်နော်။သုံးချိန်မုံမစားနဲ့။အမေရလေတော်တိတ်သားမီးညောင်စူညံကြပြန်တယ်။ပန်းကြညုံနေရင်ထဲမှာလေစူညံနေရဲ့ရင်ခုန်တန်မြန်လာခဲ့တယ်။ဆရာအပြုံးတွေကိုမြင်အောင်လာမိမမသွားမယ်ခေါင်းအရှိလေးကိုဝေထားတယ်ဖော်မေးချစ်ကိုကိုရီးယားစတိုင်ခက်ရှော့ရှော့လေးချစ်ပြီးခေါင်းစည်းကျိုးကွင်းအလှလေးနဲ့ခြေထားမိရဲ့နဖိုးထက်မှာစံစားတချို့ဝေဝဲနေကြတယ်ခြေမှာခြေနှင်းအမြင်လေးစေးထားကအပေါ်တက်အပါလေးဝေထားတယ်ပန်းကြညုံတဲ့ပုံလေးကချစ်စရာကောင်းတဲ့ထဲပိုလုံးနေပေါက်ဖွားစလိမ့်ပြလေးပမာခြေချင်းလျှောက်ကြတာဖြစ်တော့နေရောင်ကြောင်ပါလေးကကာချဲမချဲတာပဲရလေးဖြစ်လာခဲ့နေကင်းဖြစ်လို့အင်တာနက်အွန်လိုင်းသုံးတဲ့အိမ်ရှိရဲ့ထမ်းရွက်တဲမှာအနှဲငယ်စူညံနေကြတယ်။ပန်းကြညိုနဲ့ကိုလူတကာဝိုင်းကြည့်လာလို့ရှက်မိပြီးမဲ့ရှက်ချိန်မကြလိုက်အနားမှာဆရာစင်မင်းရဖြတ်သွားလေရဲ့တပင်းအိမ်ကိုသွားတယ်ဘေးအိမ်ကဆရာနေတဲ့အိမ်ဖြစ်မယ်။မဆိုင်ပေမဲ့ပန်းကြညိုနဲ့ကိုအလှကိုတန်တရားဖြစ်မိရဲ့။ဆရာမျက်လုံးမှာပန်းကြညိုနဲ့အလှတွေဟာမတင့်တယ်ပေးသလားအယောင်မထွက်တာလားမသုံးလို့ရပြီ။လိုင်းသုံးရတာစိတ်မပါစေအမေနဲ့စာပို့ရတာပဲ
စကားအမားတွေပါသွားတတ်တယ်စိတ်ညစ်နူးလာချိန်လိုင်းပေးလိုက်တယ်ပြန်မယ်ဆိုမှဒေါ်လေးရိုက်လျှောက်လာတယ်အခြေယူမလေးလိုဖြစ်နေလို့အကြံကကြတွေးစရာမလိုလားရုပ်ကြီးပေါ်လာတယ်ဒေါ်လေးသမီးဘယ်တွေမေးချင်လို့အေးမေးတယ်သမီးခဏလေးရွှေမြင့်ရေရွှေမြင့်ဗျာရောက်မှဘာလဲဆရာရှိလားရှိလောက်တယ်အစွားမလိုင်းသုံးဖို့လာသွားတာအိမ်နဲ့သုံးနေလောက်တယ်နေရောခေါ်ကြည့်အောင်မယ်အေးလောက်ပါအောင်ဆရာလေးစင်မရဗျာဟုတ်တော့ရွှေမြင့်ရှိရရောက်မှအေးလားဒေါ်လေးတို့အရှိကဦးဆောင်လို့အနောက်မှလိုက်လာမိရဲ့ဆရာကအပြုံးနဲ့ကြိုးဆိုတယ်နာမည်ကပန်းကြောင်ညုံနေဆိုတော့ပါဖပပမကြတာပရိပေါ့နော်ဟုတ်ခုနှစ်ကရောဗျမြန်မာလိုမသိအင်္ဂလိပ်လိုပြောပါရက်တရာပြက်ကလေးကနေကြည့်လိုက်ပါမယ်လိုအပ်တာကိုမေးမိရဲ့ဆရာဟာစိတ်ရှိရဲ့တွက်ကြည့်ရသလောက်တော့မကောင်းတာနည်းနည်းရှိရဲ့ဗျရာဟုကြိုတဲ့အိမ်ကြီးအောင်မှုလို့ပါကောင်းတာတွေတော့ဖြစ်လာတော့မှာပါမြင်တာကိုအမှန်တိုင်းပြောရရင်အနောက်မြောက်တောင်နဲ့အရှေ့တောင်တောင်အရက်တွေကိုရှောင်ပါဗျပညာရေးပိုင်းကောင်းပြီးအိုးရင်အသေးဆောက်ရကိန်းရှိနေပါတယ်ခရီးထွက်ရတတ်ပြီးအလိန်ခံရကိန်းရှိပါတယ်အသွေးသားရင်းထဲကနေဆွဆွဲထားတာမျိုးလည်းရှိနိုင်ပါတယ်အိုးမကောင်းတာများနေပါလားဟုတ်နောက်နေ့လာမယ့်မွေးလာကြော်ရင်တော့အဆင်ပြေလာမှာပါနောက်နေ့ထဲဆိုအိမ်အောင်ကြကိန်းလည်းရှိနေပါတယ်ဟုတ်ကဲ့ဆရာကျေးဇူးပါဆရာဟိုဒါလေးဟာနေပါစေဗျရပါတယ်ယူပါဆရာမလောက်ပါနဲ့ဗျအားနာလို့ပါဒီတိုင်းမဖြစ်စေဖြစ်ပေါ့ဆရာလေးကလည်းယူလိုက်ပါသမီးမေယာရွှေစံပိုင်ရှင်ဖေးရကားရောင်းဝယ်လောက်တာဘောစီအိုးဒေါ်လေးကလည်းရှောက်ကြွားပြီအားကြပါတယ်ဗျာသွားပါအောင်မယ်ရှင်ဟုတ်ကဲ့ခင်ဗျရှင်နဲ့ထူပူလာတယ်ဒီလောက်လှတဲ့မိန်းကလေးနဲ့ကြုံတွေ့ရတာကမဟာကန်တူးရှင်ဖြစ်ရတယ်လို့ပဲပထမအကြိမ်ငေးကြီးခွင့်ဒုတိယအကြိမ်ပွေးချီခွင့်တတိယအကြိမ်ခင်မင်ခွင့်လောကကြီးကစင်မင်းရကိုစမ်းသက်သလားစူးလက်ပေးခြင်းနေသလားမပြောတတ်တော့ဒီလိုလှပပြီးချစ်စရာကောင်းတော့တဲ့မိန်းကလေးနဲ့ညားစမ်းပါပြီးစင်မင်းရလောက်ကံကောင်းသူကဘာမှရှိရောမယ်မထင်ဟယ်လိုအမေအေးသားစားပြီးပြီလားစားပြီးပြီအမေအတန်းဘာဖြစ်လို့လဲသားနေကောင်းရဲ့လားမကောင်းချင်ဘူးအမေမင်းမလာလေးတူအိမ်လာလဲသွားလို့ဟောဘေးရင်လာမေးတာပါငွေလဲပေးရလို့တဲ့အန်ဒီစီတူမလေးအတော်လှလားပါဇက်ကနေပုံဖော်ပြလို့တော့မပြေဆုံးတော့အမေရဲ့မိသားတော့သဘောကျနေပြီထင်တယ်ဟိုဘက်ကန်းတော်လွန်နေပြီဒါပေမဲ့အမေရဲ့အိမ်မက်ပါပဲဘာလို့လဲသားရဲ့သားမမိနိုင်တဲ့မိသားစုအတိုင်းဝိုင်းကမှုလို့ပါဒါပဲမေဖုံးချတော့မယ်အေးပါကွယ်ကျမ်းမာရေးဂရုစိုက်နော်သားဟုတ်အမေဖုံးချလိုက်တယ်ဆွေးမိရဲ့မိုးကမွာတတာကြလာပြန်တယ်ပိုးစီခွဲရတယ်လူပြိုဘဝတက်တန်းတခြားခြေပြတော့မယ်ဆိုရင်ထွက်ပြေးကုန်တဲ့ရှိစားတွေနဲ့လက်က။အွန်လိုင်းရင်ခုန်တန်းကြီးဖြစ်ခဲ့ရတာကတကြောင်မို့ချစ်သူထားခြင်းနဲ့ပတ်သက်ရင်စေမင်းရညံ့ပြင်းလာတယ်။အပြင်မှာရီစားတယောက်ရဲ့လက်ကင်ဘူးဖို့ပြောလေနဲ့ချင်းတွဲမှုပင်မရှိခဲ့ဘူးကြီး။ဆရာအနာမှာမပြေုံတမဲထွက်လာမိရဲ့ရင်ခုန်တန်းမြန်လာတယ်။ဆရာရုပ်ရည်ကချောလွန်းတာလည်းမဟုတ်ချစ်မွေးပါတယ်အကြည်တက်ရှိရဲ့ရိုးသားခြင်းအငွေသက်တွေနဲ့ပြည့်နှက်နေလေသူပြီးတော့အတိတ်ဘဝကဆရာပေသည်ဆိုသူရဲ့အပြုံးတွေနဲ့တူလုံးနေရဲ့အပြုံးတချို့ညနေဆောင်လာလေးဆရာကိုမြင်ချင်းမိလာလေးဖြစ်တယ်အမောင်တို့ဖုံးလွှမ်းလာချိန်ထမင်းမစားပြည့်ကြအကြောင်းကငိုင်မီးလာလို့ဖြစ်တယ်။အိုးဆရာပေသည်ပါလားဖြူစင်ဝစ်စုံနဲ့ဆရာပေသည်ကိုစတင်အိမ်မက်မက်တယ်ဆရာပေသည်ပေါ်လာပြီးနောက်လှဘူးငုံတို့သားမိဆရာပေသည်ထံတစုံတစ်ခုမေးမြန်းနေကြတယ်။လှဘူးငုံဆိုတဲ့နာမည်ကြတော့အံ့ဩမိရရဲ့တတိယရာရဲ့ကြောင့်လိုက်လာမိခဲ့တာပါ။အေးတဲ့ဦးချင်းမြိုင်ကလည်းအပေါ်သား sorry အခုမှတတိပြန်ရတယ်။ကျုပ်ပုံတပုံရှာထားတယ်ဗျ။ဒီပုံထဲကလူဟုတ်သလားဗျ။ဟုတ်ပါတယ်။ဒါဆိုလှဘူးငုံကတမင်တက်တဲ့ကျုပ်ကိုပြန်လာရှာတာပေါ့လေ။ရှင်ခမတိတ်ဟန်ဆောင်ကောင်းမိမယ်။အညာသားနှလုံးသားနှုတ်ညံ့တဲ့လှဘူးငုံတချင်းရခမကျုပ်ကိုညင်းခဲ့တယ်ကျုပ်လက်ခံပါတယ်အတွတ်မတက်ရဲပါဘူးမဟုတ်ပါဘူးဟိုစိတ်ပူပါနဲ့လှဘူးငုံခမလာနေခဲ့တော့ကရွာသူရွာသားအများစုကပြောင်းကုန်ကြပါပြီဘာကြီးဖုံးကြီးကလည်းအเจ้าရပဲသိထားတာပါလှဘူးငုံမမြင်ဘူးပါဘူးအိမ်မက်ကြောင့်ပန်းချောင်ညိုနဲ့အသက်ရှူရခတ်လာခဲ့တယ်ဟဲ့လှဘူးငုံဘာမှမသိထားဘူး
ပြီးတော့အခုကလှဖုံးကိုထွက်ပြေးလာခဲ့တာဖေဖေလည်းတကယ်ပြုတ်သွားတာမှုလို့ပါလှဖုံးကိုအခုခေါ်လာတာကရောအမေကြီးဟုတ်ပါရဲ့လားရှင်လှဖုံးကိုဘာဖြစ်ချင်တာလဲမသိပေမဲ့ကြောင်းတက်ခေါင်လောင်ထိုးနေပါပြီပြန်ကြပါတော့ရှင်အညာသားနဲ့ရွှေမျိုးသူတို့အချစ်ဇလံပြီးသွားခဲ့ကြပါပြီပြီးတော့ဟိုးအပင်ခွေကနေချောင်းတိနေကြတဲ့ကလေးတွေမျက်ရည်ဖြန်ဖြန်ကြတာခမားမြင်ကျင်သေးတယ်ဆိုရင်ကျုပ်ထမပြောလို့တော့ပါဘူးဆရာပေတီသွားမယ်ဆိုတဲ့အခါလက်မောင်းကိုတင်းတင်းစုပ်ကင်လာလေသူအိမ်နာခွေလဲကျသွားတယ်လှဖုံးကတူမလေးမှာအသက်ရှင်မှုအချိန်သိမကြံတော့ဘူးကွယ်ခမဆရာပေတီအမြန်ပင်ပွေ့ချလိုက်တဲ့နီးစက်ရအိမ်မှာပိုးဆောင်ကတည်သမျှတက်သမျှဆောင်ရွက်ပေးမိရဲ့သူနာပြုဆရာမလေးကိုကိုယ်တိုင်ပြေးခေါ်ခဲ့တယ်။ခေါင်းမဝေပြီးလဲကျသွားတဲ့ခြေရသူမှာရှင်တန်ချိန်အနှင်းငယ်သာကြံတော့တယ်လို့သိရပြီးနောက်ကိုပေတီငိုနေရလားယင်ယောဂဖြစ်နေတာဆွပြောပါလားဇလန်းအစုံမကြိုက်လို့လာမင်းမလို့ပါကိုပေတီရဲ့တကယ်ဆိုမင်းသမီးရမင်းသားကိုရရဆက်ဆက်ချမ်းခဲ့ပြီးမြို့ပြန်လက်ထက်ခဲ့ရလေလက်ထက်ပြီးလင်ဖြစ်သူနှိပ်စက်တော့ဖေးကရင်နနာနဲ့ထွက်ပြေးသွားပြန်တယ်ဖေးပြောက်ထက်ရှာတဲ့လိုနဲ့ပတ်ဝန်းကျင်ကိုဂယုမဆိုင်ပဲကွာရှင်းလိုက်တဲ့မင်းသမီးကမင်းသားစီပြန်လာတယ်မင်းသားမုန်းသွားတယ်မင်းသမီးရယောဂတစ်ခုကြောင့်တည်သွားတယ်ဒီလိုမှဇလန်းကလှမှာမဟုတ်လားဆရာပေသည်စကားကြောင့်ခွန်တုံမပြန်မိရောပြီးချင်းရသူနှကန်းလေးကိုနမ်းလိုက်တယ်အနားမှာလူတချို့ထသွားကြတယ်ဒါကြောင့်ချီရသူပါလေးတွေကင်ကဆရာပေသည်ညင်သားတဲ့အနမ်းပွင့်လေးတွေပွင့်ဖိုးစေတယ်။အဲနောက်ရှင်ခွင်နဲ့ဆွဲသွင်းကပွေဖက်ထားတယ်။လာပြောက်လို့နေထွက်လာခဲ့တယ်။ခေါင်းပုံးလျှော်ရန်အခန်းထဲဝင်လာမိရဲ့ဖြိုးဖြိုးတယောက်ဖလုံးကိုအတင်းဖက်ထားတဲ့အမဝမ်းကွဲကိုစိတ်ဝင်တဲ့စာကြည့်မိရဲ့။မမထတော့လေဟဲ့လာခဲ့ညီးလာခဲ့ခလေးအိပ်ပါစေ။အာနာတဲ့အမေကပန်းချညွန်တွေကြည်နူးပွဲကောင်းတဲ့အိမ်မက်မှာလင်မျောနေခဲ့တယ်။အိမ်မက်ထဲမှာလှဖုံးကိုတယောက်ဆရာပေသည်ရင်ဘတ်အောင်ကိုလက်လေးနဲ့ထိုးစွာထိတွေ့နေတဲ့အခါပန်းချညွန်နဲ့လည်းစိတ်ကူးရှင်မိရဲ့ဆရာစီမင်းရောင်ကိုမြင်ရောက်လာမိရဲ့ဟင်ငါဘာတွေတွေးနေမိပါလဲအိမ်မက်မှလန့်နိုးချိန်9 နာရီထိုးကနေလေပြီးဆရာကျောင်းသွားတော့မယ်ပန်းချညွန်နဲ့အိမ်ရမှာကုံယုံထလာမိရဲ့အိမ်ပြန်ထွက်ကလမ်းစုံကိုမျှော်ကြည့်မိရဲ့တတော်နဲ့ပေါ်မလာစေမျက်နှာတစ်ပြီးမှကြောပြင်လေးကိုမြင်လိုက်ရတယ်ကြည့်မဝပါစေမမဝါးတိလိုက်မလားဘယ်စီလဲဖြိုးဖြိုးရဲ့အမေအမျိုးအိမ်လေခလေးရက်တရားပြည့်ရှိတာကြာစံဟင်းတိုက်မှာတဲ့လိုက်မှာမို့လားမလိုက်မယ်ဆိုရင်အခုတွေကသွားလိုက်မယ်လေမမြန်ပြင်းတော့မဟုတ်ရင်လက်နှေးခွက်ဆေးရမယ်ဘာလို့စာတင်နေတဲ့ခလေးတွေကခေါ်ကြည့်မှလေဆရာတွေရောပါလားပါတာပေါ့မမရလိုက်မှာလားခဏစမြင်စံပင်ပြန်လိုက်တယ်ထမိန်ကိုပတ်ထမိန်သာဝက်မိရဲ့စက်သွေးအောင်ရင်ပုံခတ်တိုလေးနဲ့လက်ပြအရင်ထမိန်လေးကိုဝက်လိုက်တယ်စပင်လေးကိုနောက်တွဲစတုံးလေးရိုးရိုးသာထုံလိုက်တယ်ဇီစဝါပန်းလေးကိုတဝင်းသာခိုးပန်လိုက်တယ်မိတ်ကပ်ပပလေးပုတ်ကတနက်ခေါပပလေးသာကွက်ခတ်လိုက်တယ်ဖနက်ကရိုးရိုးဖနက်အနှိမ်လေးသာစီးထားပေမဲ့ရွှေရောင်ချီချမ်းလေးရထမိန်လေးအောင်မှလမ်းလျှောက်တိုင်းခိုးခိုးထက်လာတတ်တယ်ခလေးအတွက်လက်ဆောင်ပေးပြီးရနဲ့အပရိတ်မှစာရင်ဆောင်မိရဲ့ဆရာနဲ့ခလေးတချို့လာကြတယ်ဆရာစီမင်းရဟာဒီနေ့မှပို့ပြီးဆွဲဆောင်မှုရှိနေတယ်အိမ်မှာနေတဲ့ပုံစံနဲ့စာတင်တဲ့အခါဝင်းဆောင်ပုံကွာသားလို့လားမပြောတတ်ရေချိုးလာဟန်တူတယ်ကြေကြေပပဖြတ်နေတဲ့ဆန်တွေအရှိကတဘိုးပေါ်မှာဝေဝဲကြနေရဲ့ရွှေရောင်မျက်မှန်အဝိုင်းကဆရာမျက်နှာပေါင်းနဲ့အင်မတန်လိုက်ဖက်တယ်ဖွေးလုံးတယ်လို့မဆိုသားပဲဝင်းဝါတဲ့အသားရည်ကအစိမ့်ပုတ်ခတ်ဆူဆူအယောင်လက်ကတုံးလက်ရှိအင်ကြီးနဲ့ပနက်တက်လာတယ်ပင်လုံးတယ်လို့မဆိုသားလုံးအောင်ဝေထားတဲ့အစိမ့်စင်းနဲ့အနီပုတ်အစင်းအကွက်ကြားပစိုးကတမျိုးတဖော်မြင်သူကိုကြည့်ပျော်စေပြန်တယ်ခတ်တော့တာပဲဒီမိမလာနဲ့ကြုံလဲကြုံတတ်ပါစုံလဲစုံတတ်ပါကြည့်ပါဦးဖွေးဦးနေရဲ့ပါထရာပကွယ်ကြားပီစီလေးကအသေးရစရာအရေးတဲ့မိမကောင်ပန်းမှန်တဝင်းဆိုတဲ့အတိုင်းဖြူစင်တဲ့စီစဝါပန်းလေးလက်မှိုင်ကြအောင်ဒီမိန်းကလေးလာကထင်းလင်းနေလို့နေသူ့ပိုင်ဆိုင်ရသူကတော့အတိတ်ဘဝကုသိုလ်ကံထူးလွန်းသူပဲဖြစ်လိမ့်မယ်စားရင်တွေးမိလို့ကြာစံဟင်းတပတ်ကန်ကုန်းသွားမှမသိလိုက်အတွေးလွန်သွားမိရကိုသိကမှရှက်ရှက်နဲ့နှစ်ပွဲတွေ့ခဲ့မိရဲ့ပြီးကမှဆရာစီမင်းရကြိတ်ပြုံးမိပြန်တယ်လမ်းလျှောက်လေဒီစိတ်စာတင်တော့လေဒီစိတ်အိမ်ပြန်ချိန်လေဒီစိတ်အပြန်လန်းအိမ်တအိမ်မှ
ပြေးထွက်ကရန်လာတဲ့ခွေးကိုလည်းမကြောက်အောင်ခွေးရောင်တန်းကရင်ထဲမှာရင်ခုန်တန်းလောက်မကျက်လောင်ပြီးအိမ်နားကိုရောက်ချိန်ဘရောင်ရိပ်မှဖြတ်သွားရလို့ရင်ထဲမှာအေးဆင့်သွားရတယ်ဟမ်ဟုတ်ပြီရဲ့အင်တာနက်လာသုံးနေတဲ့မိမလာလေးရင်ဘတ်ကိုဖေးကအိမ်ဘက်တန်းလျှောက်ခဲ့ရတယ်ဒီလူသားတော့ယူတော့မယ်ဆရာစင်မင်းရဗျာဟုတ်အမမနေ့ပြက်မနေ့ဟိုးရှိရပြေးချမ်းသာတောင်ပေါ်ဖုံးကြီးเจ้าကဖုံဖုံမွေးနေဖိတ်ထားတာလိုက်မှာလားဟာလိုက်မှာပေါ့အမအေးအဲ့ဒါပြောတာဒီရွာရောက်လာချိန်စီမင်းရဟာအကျင့်တိုင်းရှောက်မလဲဖြစ်အပြင်ထွက်ရမယ်ဆိုအကြောင်းတမျိုးပြောမိရဲ့စိတ်ပြည့်လက်ပြောက်လည်းဖြစ်မယ်မဟုတ်ရင်ကိုလိုင်ထွန်းပြောပုံအရာရှုခင်းတာတယ်လို့ကြားထားမိရဲ့ညစဉ်မီးရောင်မှိတ်တုံနဲ့မြင်ခဲ့ရတယ်မနေ့ရောက်တာနဲ့တွားပြေးခဲ့တယ်ကလေးပောင်ဝင်9ဦးသာဆိုင်ကယ်2စင်းနဲ့တွားခဲ့ကြတယ်လမ်းတဲ့တော့အစင်ပြေနဲ့ရောက်ခဲ့တယ်ဖုံးကြီးကိုဝေချရှစ်ခိုးပြီးတဲ့အခါတောင်ပေါ်မှနေကရှုကင်းကိုမျှော်ကြည့်ရတဲ့အရာသာကတမျိုးတစ်ပုံထိုးခဲလာတယ်။ဒါအပြင်တစုံတဦးကိုတစ်ဖက်သက်ချစ်မြတ်လို့ရတာကလေအရာသာတစ်မျိုးပဲ။ရွှေပုံရိုက်မယ်ရက်နေနော်။နှစ်နှစ်မပြည့်သေးတဲ့ကလေးကအငြိမ်မနေပန်းကိုခိုးနေချိန်အမြန်ဆယ်ရိုက်မိရဲ့။အမသမီးကအငြိမ်မနေဘူးဗျ။သမီးဒီလိုလေးနေလေ။ဟိုမှာဦးကပုံရိုက်ပေးမလို့တဲ့။သားမိနှစ်ယောက်နဲ့ပုံရိုက်ရင်အလုံးရှုံနေကတစုံတဦးကိုမြင်လာရတယ်။မိမလာလေးဖြစ်တယ်။နာမည်ကပန်းချာညွန်နယ်လို့စုံစမ်းသိရှိခဲ့ရတယ်။ဒီမျိုးသမီးအကြောင်းကိုစုံစမ်းပြီးနောက်အနာဂတ်တိမ်မြောင်သူတို့သမီးအဖြစ်စိတ်ကူးရှင်ခဲ့မိရဲ့။အပြိုတဦးကိုစိတ်နဲ့ပြစ်မှားခဲ့မိရဲ့။အမှန်ဆိုရရင်ချစ်မိနေရဲ့လို့ပြောရမလား။စင်းမရဆရာကြီးခေါ်နေပြီစားဆိုလေ။အော်ဟုတ်မှလာပြီ။ပုံမသိမသာခိုးရိုက်မိရဲ့။တီလာလုံအောင်ထိမ့်တက်တဲ့ဖရာတရားသမားကြီးစင်မင်းရကအခုတော့အကျင့်ပြက်လာလေပြီပုံခိုးရိုက်တယ်သူမြောက်သားသမီးကိုစိတ်နဲ့ပြစ်မှားမိရဲ့ခိုးချစ်တာကတော့တရားဝင်လို့ဆိုရလိမ့်မလားကျမဖန်လေးတလားမပြောတဲ့အပြစ်မှာဇလန်းကစတင်နေဒေါ်နီလာမပေါလားညမအဲ့ဒါပြဿနာဖြစ်နေလို့ရှင်အိုးဘာလို့လဲကြုံရတဲ့ပြဿနာကိုနားထောင်ပေးနေရကစင်မင်းရနဲ့ရွာချင်းနေခဲ့သူကိုလိုင်တို့ရဲ့ဇနီးဒေါ်မိုးဤဖြစ်တယ်စင်မင်းရကိုကူညီပေးခဲ့သူလည်းဟုတ်တယ်။ဘာဖြစ်တာလဲဆရာမ။အော်ဆရာဒါဒေါ်နီလာရဲ့တူမလေးဖြိုးဖြိုးကထားခဲ့လို့တဲ့။ဟောဖြစ်ရမယ်။ဘာဖြစ်လို့လဲ။အတူပြန်မလို့လားရတယ်လေ။မဟုတ်ဘူးဆရာ။ तू က6ထောင်နာနေတာဒီမှာပတိနဲ့ဆရာဆိုင်ကဲရရောဆိုင်ကဲထားခဲ့တယ်တဲ့။ပြန်တော့လာကြုံမယ်ပြောခဲ့တယ်ဆိုလား။ဟိုကျမနေရမှာမဝင်ရဲလို့ပါခက်ကလည်းမကောင်းတော့လေ။ဒါဆိုလဲဆရာကျွန်တော်မောင်းရင်ရောဟေးသူပြန်ချင်းနေဆိုင်ကယ်မောင်းခဲ့မယ်လေနှစ်ယောက်ပိုးမဟုတ်လမ်းဆူးမှမဆိုးတာအဲ့လိုလေရတာပဲဆရာအဆင်ပြေရင်ကောင်းတယ်ရွာဘုံကလိုက်ချင်သေးရဲ့ပြောလို့တစ်ခေါက်တည်းပြီးသွားတာပေါ့အဆင်ပြေသွားတယ်ဒါပေမဲ့ရင်ခုန်ဖို့ဆိုရင်ကြောက်လန့်တယ်ဆိုင်ကယ်ဆက်နိုးပြီးရဲ့အခါအနောက်မှထိုင်လေသူစင်မင်းရရဲ့ကြော်တယ်စိတ်အေးသွားတယ်ကြောချမ်းတယ်မောင်းပြီနော်ဗျဟုတ်ရနက်ရတဲ့နဲ့ဆရာအငွေသက်ကဆွဲမစ်စရာဖြစ်တယ်ဆရာဟာဆရာပေသည်ဖြစ်နေခဲ့ရင်မပြီးသေးတဲ့အိမ်မက်ဇလန်အရာစုံခွင့်ပေးထားတာလားဒီဘက်မှာပန်းချညွန်တဲ့ဘက်ကစတင်ရမှာလားအိုးsorry ဗျထိုင်နေကြသွားလို့ခါကိုအလန့်တကြားဖက်လာသူနဖိုးကချွေးရပြန်နေပြီးတိုက်တဲ့လေးပင်ချွေးမစုံနိုင်နေပြီးရင်လဲခုံနေဖြစ်နိုင်ဒိတ်ဆိုင်ကယ်ကိုမရက်ချင်တော့ပြီးကဘာတစုံစီထက်မောင်းနေခြင်းတော့တယ်အိမ်ထိလိုက်ဖို့ပေးခဲ့တယ်ပြန်မယ်ဆိုတဲ့အခါမပြန်ပြစ်သေးအားနာလိုက်တာဆရာရဲ့ရပါရဲ့ဒေါ်နီလာခိုင်းမိတာမများဘူးမလားဗျတော်သေးတာပေါ့သူ့ဘက်ကမှားတာဆရာရဲ့အတင်းဝင်တိုက်တယ်လို့ပါဆိုဒေါ်နီလာကိုပြောဘူးသားသွေးထက်တန်ရိုဖြစ်နိုင်ပါတယ်ဆိုတာဟုတ်ပါဆရာရဲ့တိတ်မှန်တာပဲတောင်းမယ်ခမဒေါ်လေးပြောလေကြညိုလေးဆရာနဲ့တူလိုက်သွားလို့ရမလားယင်လိုင်းသုံးကျင်လို့မိဖြိုးမတော့ဘယ်တဝေထိုးပြန်နေမသိဘူးတိုက်တဲ့ကောင်တွေများလိုက်ပြေးပြီလားမသိဆိုင်ကယူသွားလေသမီးမယူတော့တော့လေဖြိုးလာရင်သာအရှိန်ကိုလှုပ်လိုက်နော်အေးသမီးဆရာခေါ်သွားပေးအောင်နော်ဟုတ်ကဲ့ဗျမပန်းချညိုနဲ့သွားဆိုဗျဟုတ်အတူတူလမ်းလျှောက်ကြတယ်အရက်ကမတိတ်မရိပ်မင်းတို့ရမှာရင်ခုန်တန်းမှာစင်မင်းရာကပို့ကျဲပေးလိုက်မယ်ဆရာမရေးစားရှိလားမရှိဘူးဗျချစ်သူရောရှိလားချစ်သူရောမိန်းမရောကလေးပါမရှိဘူးဗျအိုးဆရာကလည်းပြောတော့မယ်နိုင်ငံရေးမကောင်းတာမပန်းချညိုနဲ့ကဘာလို့ဒီဘက်လာခဲ့ရလဲတခါတလေလင်းအန်ရပါရှိရဲ့အော်အဲ့လိုကြီးလားခေါင်းပေါ်ဝဲရင်နေနေလေးပြန်လာရင်ပုံစံနဲ့ဝင်ပြေးရတယ်ဟ
ခုမှသိရလားမြို့မှာနေပြန်တော့လေတိုက်ပြီးဒီမှာကြောက်ရတယ်လေအဖမ်းဆီးကလည်းများတယ်အခုတလောဒီဘက်ကအေးဆေးနေပါတယ်ဆရာဟုတ်အိမ်မက်တွေမှတ်ဖို့လားခမဟုတ်မှတ်ဖို့ပါတယ်ယုံလားဘာလို့လဲဗျအိမ်မက်တွေကိုယုံလားလို့မေးရပါတချို့ကအိမ်မက်ဆိုတာအနာဂတ်ကိုရည်ရွယ်မှတ်တာမျိုးလည်းရှိရဆိုကြရလေယုံပါတယ်ယုံနေပဲဆိုရမယ်ပန်းချံတို့ရဲ့အိမ်မက်ထဲမှာဆရာအောင်မြင်ဖို့တွေဆိုရင်ရောဆရာယုံမလားခမစတားလင်ရောက်ပြီဆိုတော့ဘိုင်ဆရာဟုတ်ကဲ့ပန်းချံညုံတွေကလှတယ်ဒါပေမဲ့ကောင်းကင်မှာတိမ်မြင်တိမ်စလေးတစ်ပွဲအချိန်တစ်ခဏအတွင်းပျောက်ကွယ်သွားမယ်စေမင်းရရဲ့စိတ်ကူးရင်တို့သမီးလေးလည်းဖြစ်တယ်ချစ်ပါတယ်ဒါပေမဲ့ကြောက်ရွံ့မိရဲ့ဘာကြောင့်လဲဆိုတော့ပန်းချံညုံနဲ့ဝစ်ထားတဲ့ဖနက်ကစေမင်းရရဲ့တလားစာဝင်ငွေလောက်ရှိနေတာကြောင့်ပဲရက်ကတပြည့်ပြည့်ကုံဆုံးနေဆရာစီမင်းရကလည်းမနဲ့တိုင်းမြင်နေရတဲ့လမ်းစုံမှာဖြတ်သွားတတ်တယ်ပိတ်ရက်တွေမှာမမြင်ရရင်လွှမ်းရတယ်အခုကပို့ပြီးတော့ဆိုရဲလိုင်းသုံးလို့ရတဲ့စတာလင်ယာပိတ်သွားတယ်ဆရာနဲ့နီးစပ်ဖို့ဝေးပြန်တယ်တို့ရမှာပို့ဆိုးရွားတာကမြို့ကိုပြန်အားလေတော့မယ်မမီနဲ့ဒက်ဒီကိုယ်တိုင်လာခေါ်မယ်ထင်တယ်ဆရာဟာရွာမလာစဉ်လာစာစုပြီးပေးကခံထားတဲ့ဆရာဖြစ်တယ်အစိုးရခန်းနဲ့မဟုတ်ချေမရောက်ချင်တဲ့ရက်ကရောက်လာတယ်အင်းရှိမှာကားတစ်စီးကထိုးရက်လာတယ်ဒက်ဒီကပြုံးရှင်စွာနဲ့ဆင်းလာတယ်ငယ်စဉ်တွေကသမီးတခွန်ပြောသမျှဒက်ဒီဖန်တီးပေးခဲ့တယ်ဒါပေမဲ့ပန်းချာညွန်တွေကဖအေးချစ်သမီးတွေမဟုတ်ပါကြီးမမီလည်းတဲတဲလှုပ်ချစ်တယ်မမီယာစီကန်းလေးနဲ့တရက်လွန်ချစ်တယ်ဒယ်ရီကတော့ဖရီးစတိုင်ပဲဘာလဲသမီးဒယ်ရီကိုမြင်တာမပြောဘူးလားပန်းချာညိုနဲ့မပြောပါသေးအခန်းထဲထလာမိမမီဒေါ်လေးကိုပလိစေစစ်တော့မှသိပေမဲ့ဆရာနဲ့ဘာမှမဖြစ်ပဲခွဲရမှာစိုးထင်နေမိဆရာမျက်ဝန်းမှာမိမိပေါ်ချစ်မြတ်နိုးတဲ့အငွေသက်တွေရှိပေမဲ့ဆရာကအကြီးနဲ့ပင်မကျူးလွန်ခဲ့ပေသမီးလေးနေကောင်းရဲ့လားပြန်မဖြေမိကြီးမရတဲ့အိမ်မက်ကဆုံးသွားခဲ့လေရဲ့လှဖုံးကောင်ဟာအိမ်တော်အသေးပြုတ်ခဲ့တယ်ခလေးရကမှတော်ဝလူဆရာပေသီးစီကိုပြန်လာခဲ့ဒါပေမဲ့နောက်ဆုံးအိမ်မက်မှာဆူတောင်းတို့မဟုတ်စိန်သာတစ်ခုရှိကိုပေသီးအနားမှာရှိလားယင်ရှိရဲ့လှဖုံးကောင်စကားပြောချင်လို့လားကြုတ်ရှိပါတယ်ထူပယုံနော်လာရလားဖြစ်လှဖုံးကောင်တေးရတော့မယ်ကိုပေသီးအိုးဆေးကွရင်ပြောက်မှာပါလှဖုံးကုန်သိနေပါတယ်ခက်တော့တာပဲလှဖုံးကုန်မသေးခင်ကိုပေသီးစီကအတ္တကြီးစွာနဲ့ဂရီတစ်ခုတောင်းကျင်ပါတယ်ပြောပါလှဖုံးကုန်တကယ်လို့ခလေးအတွက်ဆိုရင်စောင့်ရှောက်ဖို့အမခံနိုင်ပါတယ်နားထောင်ပါအောင်ကိုဟုတ်လားကိုလို့ခေါ်လိုက်တာလားလှဖုံးကုန်ဟုတ်တယ်ကိုဒီဘဝမှာကိုနဲ့အမှတ်မထင်ဆုံးခဲ့ပြီးကိုရဲ့ချစ်ချင်းမြတ်တာတွေကိုလျှလျူရှုမိခဲ့တယ်။ကိုအခြေကိုငင်းဆန်ခဲ့မိကိုပြောခဲ့တယ်လေ။ကိုလှဖူးငုံရဲ့ချီပမိုးပေါ်ကဖုံမုံလေးကအစာချစ်မြတ်နိုးပါတယ်။ပြီးရင်တဝင်းတိုမိပါတယ်ဆိုတဲ့စကားလေးတွေဖြစ်ပြီးရတွေပြီးခဲ့ပါပြီလှဖူးငုံရဲ့။ကိုဘာမှအပြစ်မမြင်ရက်ပါဘူး။ချစ်လွန်းလို့အသေးကွေးတာကတော့ဓမ္မတာမှုပါ။လှဖူးငုံနောင်တရမိပါတယ်။နောင်ဘဝတွေများရှိခဲ့ရင်လေလှဖုံးကောင်မိန်းကလေးထပ်ဖြစ်ခွင့်ရခဲ့ရင်ကို့ကိုမိမသားတံမဲ့ချစ်ခွင့်တောင်းပါမယ်ဟာဒါကတော့နောက်ဘဝရှိအောင်ကိုမယုံလာရင်ယုံပါတယ်ယုံရင်လှဖုံးကောင်ကိုပြန်ဆောင်ရတဲ့ဘဝမှာပြန်ချစ်ပေးရမယ်နော်လှဖုံးကောင်ချစ်ခွင့်တောင်းရင်လက်ခံပေးရမယ်နော်လှဖုံးကောင်ဒီဘဝမှာလုံမိခဲ့တယ်လို့ပြန်မေးကလေးစားမချရအောင်နော်ဒီကတိကိုပေးပါကိုကိုနော်ဘယ်ဘဝဖြစ်ဖြစ်ဘဝပေါင်းဘလောက်မများဖြစ်ကွာကိုလက်ခံမယ်လုံးဝမငြင်းဘူးဟုတ်ပြီလားစိတ်ထားတော့နော်နားလိုက်အောင်ပင်မန်းသွားပြီကိုပြောတာနားလေလားတာလိကလေးဟောကြည့်မြေတွေကကြလာပြန်ပြီပကုံးကိုလူတယောက်လာပုတ်ချိန်လန့်တုံသွားမိမမီပြောလေသမီးနေကောင်းရဲ့လားကောင်းပါတယ်သမီးမမီနဲ့တိုင်ပင်စားရှိရဲ့ပြောလေကွယ်ဒက်ဒီရှောင်းနေပေးပါဟုတ်ပါပြီဗျာအိမ်မက်အကြောင်းမမီနဲ့တိုင်မြင်မိမမီယုံလားမသိပေမဲ့ချက်ချင်းအိမ်မပြန်ပြတ်တော့ကြီးဒါကြောင့်ရင်ဝင်ချင်းမရှင်စတင်ခဲ့လိုင်းသွားတော့ရန်ပိတ်ရက်ကိုရွှေ့လိုက်တယ်ဖြိုးဖြိုးကိုမုံပိုးပေးကအကူကြီးတောင်းလိုက်ရဖြိုးဖြိုးကဆရာစီမင်းရရဲ့အသိဆရာနဲ့ဆရာတပည့်ဖြစ်တဲ့အမျိုးလဲဆက်ရင်တော်တယ်
ဟယ်လိုဆရာဟုတ်ကဲ့လိုင်းသုံးချင်ရင်မနေ့ပြန်လိုက်ခဲ့ပါလားဆရာဝေးလားဆရာတိတ်မဝေးပါဘူးဆရာဆရာလိုက်ချင်ရင်မနေ့ပြန်မနေ့စင်နိုင်တော့သွားမယ်လေဆရာပြင်ဆင်ထားလိုက်ကျွန်တော်ကတော့တဲ့ငပြောကင်ခုတ်သွားအောင်မလို့အပြန်မှဟုတ်ကဲ့ဆရာပြောပြီးဗျာစင်မင်းရရောက်နေတဲ့ရွာမှာအင်တာနက်လိုင်းကမရကြည့်စတာလင်ပိတ်တာဖြစ်တော့ဖွင့်တဲ့နေရာသွားသုံးရမယ်ဖုန်းလိုင်းပါပြတ်နေတော့အိမ်ကိုလည်းဆက်သွယ်လို့မရဒါကြောင့်လိုင်းသုံးရမှာဖြစ်လို့ပြောတယ်ဒါပေမဲ့မပြောရတာကအချစ်ကြောင့်ပဲပန်းချာညိုနဲ့မိပါရီယနေ့ရောက်တယ်လို့ကြားမိရဲ့တစ်ဖက်သက်အချစ်ဇလန်ကပြီးဆုံးနေတော့မယ်ကောင်းကင်ကိုမော်ကြည့်မိရဲ့ပန်းချာညိုနဲ့ပြုံးပြနေရဲ့ကောင်းကင်မှာပေါ်လာတဲ့ပုံရိပ်ရောင်လေးဟာပြုံးပြနေရဲ့ခမရကိုကျုပ်သိချစ်တဲ့ပန်းချာညိုနဲ့ရဲ့ဆိုင်ကရတင်းငိမ့်ညိသွားနေလေရဲ့ကောင်းကင်ကတိတ်တဲ့ချုံနဲ့အနေငယ်သားရလာရဲ့စပားကိမဖြစ်တည်တည်ရဲ့လဲခွဲတွေနဲ့တောင်တချို့ကလွမ်းစရာဖြစ်တဲ့ဆရာနဲ့သူ့ရဲ့ဆွေမျိုးတစ်ပည့်ဖြစ်ဖြစ်ဟာဆိုင်ကဲတစင်းဖြစ်တယ်လို့ပန်းချာညိုနဲ့ကို့မှာတစင်းဖြစ်တယ်ရင်ခုန်တန်းအရိုင်းဆန်နဲ့ပန်းချာညိုနဲ့ခါကိုလက်သွဲလေးနဲ့ဖက်လာလို့ဖြစ်တယ်လမ်းကဆိုးလို့နေမဟုတ်ပါကြီးဒါပေမဲ့ပန်းချာညိုတွေကခါကိုအသေးချာဖက်ထားတယ်လမ်းကတော်လန့်ဖြစ်တဲ့အသွားလာကျဲပေမဲ့လူရဲမှုမရှိတဲ့နေရာဒေသဖြစ်တော့စိတ်အေးရတယ်ဒါပေမဲ့စိတ်ပူပန်ရတာကကို့ချစ်ရသူမှာကို့ကိုချစ်တယ်လို့ပြောလာမှာကိုဖြစ်တယ်ကျမပြန်တော့မယ်ဆရာဒယ်ရီတို့လာခေါ်ကြပြီကျုပ်ကြားမိပါတယ်ဗျအားကြပါတယ်ဗျာကျုပ်ကတော့ဘယ်နေ့ပြန်မယ်မသိဆရာချစ်သူမထားဘူးလားယင်ဗျာဟုတ်လွမ်းဘူးလားဆရာလွမ်းတာပေါ့ဗျာအခုပဲအိမ်လွမ်းလို့လိုင်းသုံးလိုက်တာဗျကျမလေးဆရာကိုလွမ်းနေတော့မယ်ထင်တယ်ဟာဘာလို့လဲဗျပန်းချောင်ညွှန်တဲ့ကျုပ်ကတိတ်မှမခင်ခဲ့တာပဲလေဆရာမခင်ကျင်တော့ပါနော်ကျမဆရာနာမှာတိတ်နေချင်တာဟာဗျာခါကိုလက်နှစ်ဖက်နဲ့ဖက်လာတဲ့အခါအရှိဆိုင်ကဲနောက်မှဖြို့ဖြို့လှဲမကြည့်ခင်လက်ကိုဖယ်ဖို့ကြိုးစားမိရဲ့ဒါပေမဲ့အရာမရောက်ခဲ့ပါစေပန်းချာညိုနဲ့လက်ကိုဖပြစ်မဲ့အစားလက်ပမိုးလေးကိုဖောက်ဖွာလေးပုတ်မိရဲ့ပန်းချာညိုနဲ့တိလားကျုပ်လေအခုလိုလှုပ်လာရင်စိတ်ကူးရင်ထားတာနဲ့ထက်တူကြလို့ရှောက်ထင်မြင်မိတော့မယ်ဆရာကျမဆရာကိုချစ်တယ်ဆိုင်ကရက်သွားတယ်ရက်လိုက်ရတယ်ကြောပြေပေါ်ကိုပန်းချာညိုနဲ့ရဲ့ခေါင်းလေးတင်မိလာတယ်ချစ်တယ်လို့ကြားလိုက်ရရဲ့နားကိုမယုံနိုင်ပေမဲ့ကြောထက်ကအနံလေးကြောင့်ပိုသေးကြခဲ့တယ်ဆိုင်ကယ်ကိုရောင်ကန်ကန်နဲ့မောင်းမိရဲ့စကားတန်တွေတိတ်ဆိတ်နေရဲ့လိုင်းသုံးမဲ့နေရာရောက်တဲ့အခါအိမ်ကိုဗီဒီယိုကောပြောပြတယ်လိုင်းဝင်ထားလို့စာဝင်လာတယ်ချစ်တယ်ဆိုတဲ့စကားလုံးနှလုံးတစုံတရာကိုရှာမိရဲ့အခါပန်းချာညွန်နဲ့အကြည့်ချင်းဆုံရတယ်ဆရာအတော်ယူတာပဲနော်ဗျာဘာလို့လဲဆရာဖြူဖြူကပြောတယ်ဟိုမိန်းကလေးကဒီနေ့ပြန်มาတယ်လေမပြန်ခင်သူချစ်တဲ့ဆရာကိုချစ်ချောင်းပြောခဲ့ချင်တာတဲ့ဟာဟုတ်ပါမလားဆရာရဲ့ဘာလဲဆရာကိုယုံကြည်ချက်မရှိရလားသူကတိတ်လာတယ်ဆရာရဲ့ဆရာလေးကြည့်ကောင်းသူပဲလေသွားပါဟိုစီကိုလူလဲရှင်းနေရစကားသွားပြောလိုက်စောင့်နေပေးမယ်ဟုတ်ကဲ့ဆရာသွားမိရဲ့ကျောင်းကိုကျောင်းဟောင်းရဲ့စာသင်ဆောင်အခန်းတစ်ခုထဲဝင်ခဲ့တယ်ကျုပ်ဖြစ်ပါမလားဘာလို့လဲကိုဟာဗျာအသက်ကကွာနေလို့ကိုလို့ခေါ်မယ်လေဟုတ်သေးပါဘူးဗျာကျုပ်ကဟိုဗျာမချမ်းသာဘူးငွေကြီးနောက်ခံလည်းမတောင်းတင်းဘူးဗျရပါတယ်ဒီလူသားမလေးမှာငွေတွေပေါ်မှာပေါ့ရုပ်ရည်ကောခန်းညာချောမောနေရပဲဟာအောင်ခမရဗျာရှင်ဘလို့ဖြစ်နေရလဲကျမမနေ့ပြန်တော့မှာနော်မဟုတ်ရင်ဒီနေ့တောင်ပြန်ပြစ်မလားပဲမပြန်နဲ့မပြန်လို့မှမရတာဒါဆိုကျုပ်ကိုမချစ်နဲ့မချစ်လို့လည်းမရအောင်ခမရဗျာဘာလို့ပြန်မယ်ဆိုလဲပြန်ဗျာချစ်မယ်ဆိုလဲချစ်ခမရကျုပ်ကိုချင်ကျုပ်ပဲအမျက်များမယ်အိုးဖြစ်ရလေဒါဆိုရင်ရမယ့်အမျက်တွေကိုပြောပြပါအောင်ရှင့်ဟုတ်တယ်ခမရလှတယ်အိုဗျာလှတာထဲပို့တယ်အမှုအကျင့်လေးတွေကအစားလေးစားဖို့ကောင်းတယ်ငွေကြီးလဲချမ်းသာတယ်ပြီးတော့ကျုပ်ကိုချစ်တယ်ဒါတွေပေါ့ရှင်ဆိုရလေတိတ်ဥရဖို့ကောင်းတယ်လူလဲရှင်းတော့ရှင့်ပေါက်တစ်ခါလောက်နမ်းမှုကျင်တယ်အနှဲ့ဟမ်အနှဲ့လို့ခမရကိုခေါ်မယ်ဒါပေမဲ့ကျုပ်ကိုတော့ကိုလို့မခေါ်နဲ့မတရားအောင်နော်ကိုလို့တလုံးနဲ့ခေါ်ပါပြီးရင်အလွမ်းပြေအောင်အနှဲ့နဲ့ခံလေးကိုတစ်ခါလောက်နမ်းကျင်တယ်ရိုးရိုးလေးပဲနမ်းပါပါဒါဆိုနမ်းတော့ကိုရှင်းတုံနေရဲ့အနှဲ့မျက်စိမိတ်ထားပေးတခါမှမနမ်းဘူးတော့ရှက်လို့ကို့သဘောပါရှင်တော်ပြီမ
နန်းတော့ဗျာမနန်းတတ်ဘူး။အိုးမရပါဘူး။ဘယ်ပြေးမှလဲ။လက်ကိုဆွဲကနှက်ခမ်းကိုအတင်းကရောနန်းလာသူ။ဖြိုးဖြိုးတို့လာတဲ့ဒီနန်းတဲ့အချိန်ကြာမြင့်ကက်လေတယ်။ဟာလာဖြိုးဖြိုးဆိုင်ကယ်နာစောင့်ကြမယ်။ရိုးရိုးလေးတော့မနှမ်းပစ်ခဲ့ကြပါ။လမ်းတစ်ဘေးရှိမြောင်းရီဟာကြည်လင်းနေရဲ့နေရဲ့အပူရှိန်ကစေမင်းရရင်ထဲရှိအပူရှိန်လောက်မပြင်းလာပြီ။ကိုဗျကို့ကိုအနှဲ့မြင်မြင်ချင်းချစ်တယ်ပြောရင်ယုံမလားယေမယုံတော့ဘူးဗျဟမ်ဘာလို့လဲကိုနော်ဟုတ်တယ်အနှဲ့ဆိုင်ကယ်အရှင်နဲ့ထည့်မယ်နော်ဆက်ပြောလေလို့ကို့ရုပ်ဟာမြင်မြင်ချင်းကြွေလာအောင်ဆွဲဆောင်မှုမရှိတာကိုသိပါတယ်ကိုရဲ့ဟုတ်တယ်အနှဲ့ကိုဘဝငငယ်လေးကကံမကောင်းခဲ့တာကြီးအခုကြီးခါမှာကံကောင်းတော့မယ်လားမပြောတတ်တော့စူးလက်ချင်းကြုံရမယ့်စုခရောင်လန်းကလည်းပေါ်တီတီတော့မဟုတ်လားဘူးsorry အနှဲ့ကိုဟာဒဲတို့ပဲပြောတတ်တယ်ရပါတတ်တယ်ရှင်ကိုပြောရလဲမှန်ပါတယ်ကိုရဲ့လမ်းတက်ဆောင်ဆရာပေတီးနဲ့လှဘူးငုံတို့ရဲ့အိမ်မက်ဇလန်ကိုအနှဲ့ပြောပြတယ်စီမင်းရစိတ်အတွင်ဝင်တန်တရားဖြစ်လာတယ်ပေါ်ပေါက်လာတဲ့အတွေ့ကိုပြောသိမပြောသိချိန်ဆနေစေအချိန်မှာလမ်းဆုံးသွားတယ်ပြန်ခဲ့ရတယ်အသေးဆက်ဆက်ချစ်သူလေးကိုလွမ်းပင်မဲ့လဲဆက်သွယ်နိုင်မဲ့နေကမရှိကြဆရာလေးအိမ်ရောက်လို့တောင်းအကြာကြော်လဲနေခြင်းအပြင်မှာခေါ်တန်းကြတယ်ထားလာတဲ့အခါမထင်ထားမိရဲ့သူအနှဲ့မဟုတ်ပါဘူးပန်းကြောင်ညိုနေတို့ပါလားလာလို့ရမလားဆရာလေးဟုတ်ကဲ့ဒေါ်နီလာပါဗျတော်သေးရဲ့ရောက်ခမလောင်စီတို့မလာမီပုံမှန်တန်ရှင်းလှုပ်ထားလို့တော်ရော့တယ်ဘာများလဲခမနေတော့နည်းနည်းပြီမယ်ပူနေတော့မယ်ဗျဒါအမလေးသမီးကြာညိုလေးရဲ့အမေပါအခုလိုင်းကိစ္စဘေးတင်ကြည့်ဖို့ပါဟုတ်ကဲ့ဗျကျွန်တော်တွက်ပေးတက်လောက်တော့စူးစမ်းတွက်ပေးပါမယ်ယုံကြည်ပါတယ်ရှင်အနှွေမေယာသဘောကောင်းဟန်တူပေမယ်ဟန်ဆောင်ထားသလိုပင်ဆိုရင်နေမိပေမယ်စူးစမ်းတွက်ပေးမိရဲ့1000တန်တရက်ကိုထုတ်ပေးပေမယ်မယူပြပါစေအနှွေပြန်မဲဆိုတဲ့အခါအနှွေရဲ့လက်ကိုဆွဲကန်ပြီးရင်ခွင်နဲ့ဆွဲယူသိမ့်ပွေထားခြင်းမိရဲ့ဒါမှမစွမ်းသာပါစေနေရာတရွေ့ဝင်နေအပူဒဏ်ပြေပြောက်လို့အေးတန်လေးဝင်လာတဲ့အခါအရှိမေရွာဆက်ရှိဈေးဆိုင်စီခြေချင်းလျှောက်ထွက်ခဲ့ဖြစ်တယ်။ဆရာလေးဟင်ဆရာလေးဆိုလို့တခြားသူထင်မိပေမဲ့အနှဲ့ဖြစ်နေရဲ့ပြေးလာတယ်ဖြူစင်စွာပြုံးဟန်ကအေးရလေးပြေးတဲ့ပို့ပြီးတော့စိတ်အေးလာတယ်။အနှဲ့တီးလာနေသေးတယ်ခွေးကိုက်လိုက်မဲကွာ။ကိုက်ပေါ်မောလိုက်တာကိုရဲ့ဟာမြောင်းပေါင်ပေးရှိလမ်းမထဲလက်ကိုမြဲမြဲကင်ဆုပ်လာတဲ့ခြေရသူလက်ကိုဖဲဖို့ကြိုးစားကမှပို့ဆိုးသွားတယ်။လက်မောင်းကိုဖက်တွဲကလမ်းလျှောက်လာသူအမှုတော့ကြည့်ရော့မယ်။ဘာလို့လဲကိုရဲ့အနှဲ့မိဘတွေတီးသွားဘလို့လုပ်မလဲ။ဒယ်ဒီတို့ကအနှဲ့တခွန်းဆိုအကုန်ပြီးပါတယ်ဘာမှပူနဲ့။အခုအနှဲ့ပြောကမှပို့ပူလေပြီ။ကိုနော်အနှဲ့ကိုအပျော်ကြံမလို့လား။အပျော်ကြံစီရင်ကိုအခုလောက်အနာဂတ်ကြီးကိုတွေးပူပါမလားအခြေရဲ့။ကိုဘာဖြစ်နေရလဲပြောပြလေ။ကိုပြောပြမှအနှဲ့သိမှာပေါ့။အနှဲ့ပြောပြခဲ့ပုံထောင်ရင်ကို့အနှဲ့ရွေးချယ်ခဲ့တာဟာအိမ်မက်ကိုဆွဲလန်းလို့ဖြစ်နေမလားဒီလိုနည်းနည်းတန်တရားဖြစ်မိရဲ့တပြင်းချမစောပါသေးနဲ့ကိုရဲ့အနှဲ့လေကို့ဆရာပေတီးနဲ့တူလို့ချစ်တာမဟုတ်ပါဘူးနော်ဒါတော့ကြိမ်ပြောဝင်ပါတယ်လှဖူးငွာဆရာပေတီးကိုချစ်ခဲ့တယ်လို့လှဖူးငွဘဝကနေအခုအနှဲ့တစ်ဖြစ်အနေနဲ့ဆရာပေတီးဘဝကနေဖြစ်တည်လာတဲ့ကိုချစ်တာပါထားပါလေမြမစကားတခါတလေရှင်းလေရှုပ်လေမဟုတ်လားကိုဈေးဝယ်အောင်မယ်အနှဲ့စားကျင်တာယူစားလေကိုဝယ်ကျွေးမယ်ကိုပဲစားကျင်တာဟာတူပြောလေကွာအနှဲ့တယောက်တခေခေရှိရဲ့လက်ကလေးအုပ်ရည်ပေးမယ်ချစ်စရာကောင်းလို့နဲ့ဈေးဝယ်ပြီးအပြန်အမောင်တို့စတင်လာပြီးဖြစ်တော့အနှဲ့ကိုအိမ်ပြန်လိုက်ပို့ပြီးရဲ့အနှဲ့အဖေနဲ့ဆုံတွေ့လို့ကြောက်တူးတုံခဲရသည်ရဲ့တားရီဟုတ်အမေမပြောလို့လည်းမဖြစ်တော့လို့အမေပြောပြစီတားရဲ့တားရီကြားမြေကြားမှာအခက်ခဲတွေနဲ့ရင်ဆိုင်နေရမယ်အမေတို့သိပါတယ်ငွေအတွက်လားအမေဒီမှာရက်ရွာကပေးရဲ့ငွေပဲမို့ဒါလည်းဒီမှာအခြေချစဆိုတော့အဆင်မပြေသေးလို့ပါအမေနောက်လာတော့ပို့နိုင်တော့ပါပြီငါသားဟုတ်အဖေပြောပါမနေ့ကတားမသိအောင်ယူထားတဲ့အကျွေးရှင်လာသွားတဲ့သားဗျာဘလို့တားတက္ကသိုလ်တက်တဲ့ကယူထားတဲ့ငွေကအတိုးအတော်များနေပြီသားရဲ့သားမေလည်းအခုမှထားနိုင်တာဒါကြောင့်အခုတလောဖုံးမဆက်ဖြစ်တာ
သားတို့ဘမှာလိုင်းပြတ်တာနဲ့ကျွန်တော်မသိတာသွားတာအဖေရဲ့သားလည်းမတက်နိုင်သားနောက်လာတဲ့ဆို28နှစ်တည်းရောက်မှမလားသားဟုတ်အိမ်တော်ရေးလမ်းရှိတော့အဖေတို့သားနဲ့တင့်တော်မဲ့သူတို့ကိုတွေ့တာတယ်ဟာအဖေကလည်းမလုံးနဲ့သားပေါ်အဖေကယူဆိုင်မှုနေခဲ့ဘူးလားမှန်ပေမဲ့အဖေသားပေါ်အားနာနာနဲ့ပဲထက်တောင်းဆိုရတော့မယ်ဟုတ်ဖေအကျွေးရှင်ရဲ့တူမရုပ်ရည်လည်းရှိရဲ့သားအိမ်တော်မှုနိုင်နေဖို့လိုတယ်ပြောရမယ်ပညာတတ်သူဆိုတော့အလုပ်ကတော့မန္တလေးမြို့ထဲမှာအထင်ဆိုင်ကြီးတစ်ခုဖွင့်ထားတယ်တဲ့သားရဲ့သားကိုလိုင်းပေါ်ကနေတွေ့တယ်ပြောတယ်သူသားကိုသဘောကျတယ်တဲ့အကျွေးကိစ္စလည်းအဆင်ပြေစေရမယ်တဲ့ဒီခေတ်ကြီးမှာဒီလိုရှိသေးတယ်တော့မပြောပါနဲ့သားရဲ့ခေတ်ကကောင်းမှကောင်းမနေတာအဖေသားစဉ်းစားပါမယ်အဖေစကားတန်တို့မှာယောက်ျားမှန်မာနာရှော့ချတန်ပါနေရဲ့ကြေခွဲတန်ပါနေရဲ့အဖေက9နှစ်သားငယ်တဲ့အမေကိုအယူတစ်ပိုင်းချစ်ရှာတယ်အမေအတွက်သားဆိုရင်ဘာကိုမှဂရုမမူအောင်ဆရာလေးဟေးဘာတူလဲအော်မိုးကြီးဟာဆရာလေးကလည်းမိုးလေးပါဆိုမိုးကြီးပြော့ပါလေသမီးမိကမှားလိုက်လို့ပါအိမ်မှာအိမ်တက်လို့မိုးရင်းကချက်ပါတယ်ဆရာလာစားလဲပါတယ်ရှင်အော်အေးအဖေစကားတန်တို့ကကျူရှင်တင်ဖြစ်တဲ့ကလေးရဲ့စကားတန်တချို့ကြောင့်လွင်ပါမေးပြောက်သွားမိရဲ့ချစ်စနိုးနဲ့မိုးလေးဆွဲကလေးကိုမိုးကြီးလို့စားနောက်ခေါ်မိရဲ့ဒါကအကြောင်းမဟုတ်ပါသေးအကြောင်းကမိုးကြီးတို့အိမ်ဟာအနှွဲနေတဲ့အိမ်နဲ့နီးရဲ့ဒါပေမဲ့အနှွဲတော့မရှိပါသေးအနှွဲကအိမ်ပြန်သွားလေပြီပြန်လာမယ်လို့ဆက်ပြောခဲ့ပြီးမြဲဖုန်းလိုက်ပြတ်နေခဲ့တယ်ဒီနေ့မှပြန်ရတယ်ဖုန်းအချိန်ပေါင်းများစွာခေါ်ထားပြီးမြဲပြန်ခေါ်ဖို့ဝန်လေးနေမိရဲ့အဖေပေးတဲ့တောင်းတခုကြောင့်စိတ်လေးလာမိပြန်တယ်တထေးသမီးကိုချစ်ကြမိရဲ့အဖြစ်တင်နှောင်းပါမယ်ဆိုရင်စင်မင်းရောင်မှာစူဆောင်းထားတဲ့ငွေရမရှိမိဘပိုင်းလဲရမည်မရှိဇနီးလောင်အတွေ့ဆွေကြိုးအစင်တစားဝေးစွာရွှေလဲစွပ်ပင်မရှိဟယ်လိုအချစ်ဘာအချစ်လဲကိုနော်သူများကိုပဲအနှဲ့လို့ခေါ်မှာဆိုအခုကြအချစ်တယ်ဘယ်ဟာအချစ်လဲလွမ်းနဲ့အချစ်ရဲ့တစ်ဖက်မှစကားတန်တိတ်ဆိတ်သွားတယ်စင်မင်းရာလွမ်းရတာကပင်အာပြော့လာမိရဲ့ကိုဗျာဘာတွေဖြစ်နေလို့လဲအနှဲ့ကိုလည်းမထက်နိုင်တော့ဘူးနော်။အိုးဘလို့စကားကြီးလဲ။ဟုတ်တယ်။အနှဲ့ကိုအသက်ပြမပေါ်ဘူးလေ။မိဘတွေကလည်းအသက်ကြီးပြီ။ခင်မကောင်းတော့ကိုတက်ထားတဲ့ပညာလေးနဲ့လှုပ်ကြည့်ဖို့ကလည်းမဖြစ်စလောက်ဝင်ငွေပဲရှိတယ်။မလိုပါဘူးကိုရဲ့။လိုတဲ့အနှဲ့တို့လိုတထေးအတိုင်းဝန်းမှာဆိုပိုတောင်လိုအပ်လိမ့်မယ်။ဒီတော့ကိုတို့လမ်းခွဲလိုက်တာကောင်းမယ်။ကိုအနှဲ့ကိုမှတ်မိနေမှာပါ။အနှဲ့မှာငွေပေါ်တယ်လေကိုဘာတွေတွေးဝေနေရလဲဘာတွေလျှောက်ပြောနေရလဲကိုကိုချစ်တာလေကိုပဲအနှဲ့ချစ်တာအချိန်မလွန်သေးရောဒီမှာရင်ရက်လိုက်ကြပါစို့အနှဲ့ရဲ့ရွာဘက်လည်းပြက်မလာပါနဲ့တော့မုန်းစရာဖုံးချသွားခဲ့တယ်ဒီလိုနဲ့ပင်ပြီးဆုံးသွားခဲ့လေသလားနှစ်တချို့ကြာခဲ့တဲ့နောက်ဖို့ဟေးမြေဘယ်တော့ရောက်တာလဲအခုပဲဗျကိုဝေမင်းတစ္ဆာလည်းပါသေးရဲ့တစ္ဆာပါတယ်လားငင်းမြစ်တာလည်းထွက်လိုက်တာကွယ်တီလေးကဖိုးစီလာကြော့မယ်ဆိုတော့တားလည်းကတ်လိုက်လာခဲ့တာဒရီကဒါနဲ့သူပါလိုက်မယ်ဆိုလို့ဝေနဲ့ပါလားကိုငငယ်ရောပါတာလားနေချင်းငယ်ပါပါတယ်အဖေကိုနဲ့ငငယ်ကအဖေဖို့စာအုပ်သွားရှာနေလို့စာအုပ်ဟောင်းနဲ့ရှိရဲတဲ့အဖေရဲ့အေးညအိတ်ကြမယ်မလားအိမ်မှာပေါ့အဖေရဲ့ဘယ်လိုပြောလိုက်တာလဲအဖေသားမအိတ်လို့သမီးတို့အိမ်ဘွားနှိမ်ချမှာပေါ့အဖေချေမအလိမ္မာတွေကိုဘဲကောင်းနေအနိုင်ကျင့်ရဲမှာလေအဖေနဲ့တွေ့သွားမယ်ဒါမှတို့အဖေကွသမီးကတော့ပျော်တယ်အမေဆုံးတဲ့နှစ်ပတ်လည်နေ့ဟာဝမ်းနေစရာကောင်းတယ်ဆိုရင်ပဲအဲ့ဒီမှာပဲမိသားစုတွေဆုံးရတာမလားဟုတ်ပါဒေါ်နေချစ်ငယ်ရေဟာအဖေကတော့လေအရွှဲသားအိုတယ်စိတ်ကတော့နူတော့ပဲအဖေသားတွေကပိတ်ရတောင်လာမလဲတာသမီးတော့စိတ်ဆိုးတယ်သူတို့လုပ်တွေကလည်းများတကူကွအိမ်ကဘရင်မကြီးမရှိတော့တာနှစ်မနေတော့ဘူးလေအဖေလည်းကျင်သားရနေပါပြီလွမ်းကြရှင်တော့လွမ်းရတာချွေးမနှစ်ဦးနဲ့မြေးတွေအနာရှိကလေးထိုင်မှာထိုင်နေရမှာထာလာမီယာကဥစီမင်းရအင်းရှိပရောက်ပင်မှာရွက်ဟောင်းတွေကြွေကြနေကြတယ်မိုးကမွာတာကြလာတယ်တချင်းရတတာအထက်မှာမြောင်းနေရှိရေအလင်းကိုငေးနေရဲ့အမျိုးသမီးကိုတတိတရရှိမိအကိုကြီးကညမောင်မှလာမယ်တဲ့အဖေ
ဈေးဆိုင်ကလည်းလွဲခဲ့ရမှာဆိုတော့တေချာစီစဉ်ခဲ့ကြလို့တဲ့အဖေရဲ့လေးကြချွေးကြဖို့တော့သမီးတို့လှုပ်ထားနေဖို့ပြောလိုက်တယ်အေးကွယ်ဝေကြီးရောပြေးရဲ့လားအဖေလှုပ်ပေးတဲ့မျက်နှာချစ်စီရဲ့အဆောင်ကာရာမန်တရားတွေကြောင့်ရောင်းမလောက်ပါပဲအဖေရဲ့အကိုကြီးလာမှသာမေးကြည့်ရော့အဖေတော်နေသမီးပြောရင်ပိုတယ်ထင်ပါစိုးလို့ပါဦးစင်မင်းကပြုံးမိရဲ့ပြုံးမိတိုင်းတတိယမိရဲ့ဒီပြုံးကုန်မှာယူယူမမချစ်ခဲ့သူရှိခဲ့တယ်မဟုတ်ပေလားစပင်တွေဖြူသွားရိမ်မစုံတော့လေတော့ဦးစင်မင်းရဟာအခုတော့မုတ်ဆိုးဖို့ရာတို့နဲ့ဘဝဆက်နေရတယ်ဒါနှစ်ယောက်သာထွန်ကားပြီးအမွာဖြစ်တယ်ကိုကိုနဲ့ငငယ်လို့သာခေါ်ခဲ့တယ်အကြီးကောင်လေးရဲ့အမိမှာစေမင်းသစ္စာဖြစ်တယ်အငယ်ကောင်လေးရဲ့အမိမှာညီမင်းမြတ်တာဖြစ်တယ်အိမ်အောင်ကြတဲ့ကစေမင်းသစ္စာရဲ့ဇနီးကဝဝေနွဲ့ဖြစ်ပြီးညီမင်းမြတ်တာရဲ့ဇနီးမှာနေနေချင်းငယ်ဖြစ်တယ်မြေကြီးမှာဝေမင်းသစ္စာဖြစ်ပြီးမြေငယ်လေးရဲ့အမိမှာချင်းမင်းမြတ်တာဖြစ်တယ်သစ္စာနဲ့မြတ်တာလို့သာခေါ်ပြတယ်ဟောမျော်သူကပေါ်မလားမမျော်သူကလာလေပြီလင်းလေးဝေလာပြီလင်းလေးဝေမုံပါလားဟုတ်သားကွာမုံကြံခဲ့ပြီမြင်လားလင်းလေးဝေရသားအောင်ဆိုတူရင်းမဟုတ်တိုင်းမိတ်နေတတ်တယ်အမလေးမြတ်တာရဲ့ပါပါတယ်ကွာအယုတ်ပါလာတာဟောဟိုကမောင်လူအေးလေးကိုသစ္စာတားကြိုက်တဲ့အာလူပူတင်ပါရဲ့နော်တကယ်လားဗျသစ္စာကအနေအေးတယ်မြတ်တာကတွက်လက်တယ်မိဘတွေရဲ့အမွေဆက်ခံတာဖြစ်လိမ့်မယ်ဦးစင်မင်းကထက်မှန်ပြုံးမိရဲ့ဒီလိုနေ့တွေရောက်တိုင်းအမြဲပြုံးရတယ်လူလာသမျှထုတ်ကနှမဖြစ်သူကိုလိုရာအမိန်ပေးစေခါနေရဲ့ဝေကြီးဆိုတဲ့လူငယ်ကိုပြုံးပြီးကြည့်မိရဲ့ငါမသေးသေးပါဘူးဝေကြီးကဖြည်းဖြည်းလှုပ်ပါကွာအဖေကိုကူးမှပဲအားရပါရကြော့ရတာလေအရင်နှစ်တွေတုန်းကကျုပ်ပဲမျက်နှာငယ်ရတာဝေစာသားဆိုပေမဲ့အဖေသားအရင်တွေနဲ့အပြိုင်ကြော့ကျင်တာဗျဝင်းနဲ့ကြားလိုက်တာကွယ်လာနေရောနဲ့သားပါလာကြော့ခိုင်းတို့အမတို့ကတော့ကံကောင်းတယ်ဟေးဒီနေ့ချစ်ငယ်မတို့ကဒီလိုမြင်ရရင်ပိုငိုကျင်တယ်တဝူးကိုတဝူးစားနောက်တန်တွေနဲ့ဦးစီမရရဲ့အိမ်ကตาရဆွပြေးလာတယ်အိမ်ပြန်ဝင်ရကြတဲ့လှုပ်သမားလင်မယားမြင်အံ့အားတင်းကြမှာအမှန်ပဲဝေကြီးကဝဝေနွဲ့ရဲ့အကိုဖြစ်တယ်ပြာဒလောက်ဖွဲမထွက်တဲ့ကလေးငယ်စဉ်တဲ့ကပညာရေးဆုံးကမ်းမတိုင်နေတဲ့အခါရော်ရောစိတ်ပါပင်ပန်းခဲ့ရတယ်လူအိုကြီးဖြစ်လာတဲ့ဦးစင်မင်းရနဲ့တွေ့ဆုံချိန်အားသာချက်တစ်ခုကိုရှာဝေကအားပေးအားမြောက်ပြုပြခဲ့တယ်။ဦးစင်မင်းရတာမကဲရင်လမ်းမရောက်လေတော့မယ်။စုံစည်းပုံကလည်းထူးခြားခဲ့တယ်မဟုတ်ရိုးရှင်းခဲ့တယ်။အဲ့ဒီနေ့ကဦးစင်မင်းရမိုးကြတာဖြစ်တော့အိမ်သူဇနီးများကိုလွမ်းချိန်ဖြစ်တယ်။ထီတချောင်းနဲ့လမ်းလျှောက်ချိန်လက်မကင်လာတဲ့မုံအိတ်အထုပ်ကိုလို့ရက်ပြေးခြင်းခံရတယ်။လို့ရက်သူကိုစိတ်တူသွားမိတယ်။ဒါမဲ့ကိုကြီးတက်တဲ့လို့ရက်တူလို့ရက်သူနောင်ပြေးလိုက်သွားခဲ့တယ်။ဖမ်းမိခဲ့တယ်။အတန်ငယ်လမ်းလျှောက်ပြီးရဲ့နောက်လူတချို့ကြားမှာလူရက်သူကိုတွေ့ရတယ်။ထိုးကြိတ်ခံရလို့နှကန်းစာမှာသွေးထွက်နေတဲ့သူညဝန်းတွေကိုရုတ်တရက်မြင်လာရချိန်နာကျင်ကြေကွဲမှုများစွာကိုတွေ့ရတယ်။ရပြီငါတို့ကျေးဇူးပါကွယ်။လက်ကိုကာပြီးကုညီသူကိုကျေးဇူးတင်စကားဆိုလိုက်တယ်။ပြန်ရလေတဲ့ပတ်စံအိတ်ကိုယူကဝေအနှဲငယ်ပေးမယ်ပြင်တော့ကုညီသူလူငယ်လေးကမယူပါကြ။ပို့ထူးဆန်းတာကလူရဲသူဖြစ်တယ်။ထိုင်လျက်လဲကြနေရကနေထမပြေးကြ။ဦးစင်မယားလက်ကန်လိုက်တယ်။ရောင်ကန်ကန်နဲ့ထားလာချိန်ပခုံးပုတ်ကနှစ်သိမ့်မိတယ်။ဒီခါငိုတဲ့အနှဲငယ်ထွက်လာပြီးလက်အုပ်ချီကတောင်းမဲ့ရှာတယ်။အဲ့ဒီလူကဝေကြီးဖြစ်တယ်။အိမ်ကိုရောက်တဲ့ကအကြောင်းရင်းမှန်ကိုပြောပြရှာတယ်။အပေါ်စုဖာပေါ်ထိုင်မငါတို့ရမထိုင်ပြစေနဲ့ဦးလေးကျွန်တော်တကယ်မယူမိုက်ချင်ပါဘူး။စာဝင်ငွေမရှိတော့တာရဲ့ညီမလေးစီငွေအလော်တကြီးပို့ဖို့ရှိလို့ပါကျွန်တော်ပထမဆုံးအခုလိုလုံးမိရပါဦးလေးနောက်ဆိုဘယ်တော့မှမလုပ်တော့ပါဘူးဦးလေးနားလေပါတယ်ဦးလေးမှလည်းနှမရှိပါတယ်ကိုချင်းစာပါတယ်အစာတော့ဦးလေးစိတ်တူတယ်ဘာကြောင့်လဲဆိုတော့ဒီပစံအိတ်လေးတွေကဓာတ်ပုံလေးကြောင့်ပါတိတ်လာတဲ့မျိုးသမီးပါလားဦးလေးရဲ့ငရီးစားလာရင်ကိုထီတိုင်းမရသေးသူပေါ့အော်တောင်းမှန်ပါတယ်ဦးလေးရဲ့တော်ပါတော့ကွယ်ငါတို့ဦးလေးကိုတောင်းပန်နေတာအခါတရမကတော့အပေါ်တက်မှာအခန်းနှစ်ခန်းရှိတယ်ငါတို့ကြိုက်တဲ့တစ်ခန်းမှာဝင်နေလိုက်သားကြီးနဲ့သားငယ်တို့အခန်းပဲသားငယ်ကနည်းနည်းထွားတော့သူ့အဝတ်တွေငါတို့ယူဝတ်လို့ရတယ်ဒါတော့ဦးလေးကျုပ်ကိုဘာလို့ယုံကြည်ရလဲကျုပ်ကဟိုယောက်ျားမာနာအကြခံပြီးလူခဲ့တဲ့ငါတို့မြုံဝန်းတွေကိုဦးလေးနားလေပါတယ်ငါတို့ကလူတော်တယောက်ပါဒီခေတ်ကြီးမှာမိဘမရှိပေမဲ့နှမငယ်ကိုကျွေးမွေးဆောင်းရှောက်ရုံမက
ပညာရေးပါအစင်မနှိမ့်စေခဲ့တဲ့သူမလားဘလောက်လေးစားဖို့ကောင်းလဲလူဆိုတာတစ်ခါလေတော့မှားတတ်တာပဲလေရှေကိုကြောနေလေသူအဲ့ဒီချိန်ကရှေကိုကြောတဲ့ဝေကြီးကအခုချိန်မှာမျက်ရည်စီးကြလျက်ကြောနေစေဖြစ်တယ်ငိုမြဲငိုစေပါလားဝေကြီးဟာခလေးကြနေရပဲတော်ပါတော့ဟာမင်းရဲ့တူရှိမှာအတွေးများတဲ့မင်းရဲ့ရောက်ဖလာရင်တမျိုးမြင်နေအောင်ပဲအဖေလို့ခေါ်ခွင့်ပေးခဲ့တာအတွေ့ကျုပ်အခြေတိုင်းကျေးဇူးတင်လျက်ပါအဖေတော်တော့ဝေကြီးရေမြေးမြစ်တာဗျာသားမမေငိုနေပြီသွားပြီးဖတ်ထားပေးရောမမေငိုနေရလားယင်မငိုပါဘူးတာရဲ့နေနေချစ်ငယ်ငိုနေရဲ့ဒီကလေးရမိပါမဲ့ဖြစ်တယ်နာကျင်စရာတွေကိုမျိုးသိတ်ခဘဝခရီးလမ်းကိုရဲဝံ့စွာရှောက်လန်းခဲ့သူဖြစ်တယ်ဒီကလေးမနဲ့ဦးစင်မရမစုံစီခဲ့တာငယ်ညီမင်းမြတ်တာနဲ့စုံခဲ့လေရဲ့ငါမပါတော့ညင်ညင်ဒါပါသဘောလဲမိန်းကလေးတင်းနဲ့ဘောလုံးကန်စရာလားကွာယူနေလားငါတို့ဘက်မှာယောက်ျားလေးမရှိတော့တာအရန်လူကလည်းကားတိုက်ခံလို့ပါဆိုမပါသေးဘူးငါကောင်နီးပြကိုပြောလိုက်ငါအရန်ကုန်ထိုင်မယ်လို့ညီရလေကွာဟေ့ပြောမနေနဲ့ဒါတက္ကသိုလ်တွေပြိုင်ကန်တာမင်းကလေးကိုဖန်သမားပါတော့မကန်ချင်းအဖေတင်ပေးထားတယ်ဘာဝတရားကြီးရဲ့ကြားမှာခွဲခြားမှုရမင်းကလေးတွေကအားနေကြတယ်အမပေးချင်တာအနိုင်မကျင်ဖို့အဖေတင်ပေးထားတယ်ဒါပေမဲ့အထင်နဲ့မြင်လွဲပေစွာတစ်ဖက်အသင်းနဲ့ပြန်ပွဲကအကျိုးဘူးလို့ပဲဖြစ်တဲ့အားနေတယ်လို့ထင်ရပေမဲ့ကိုသွင်းတိုင်းမဝင်လို့ညီမင်းမြစ်တာတို့အတင်းကောင်းရှုပ်လာကြတယ်။အကျဉ်းသေးခါခါထိုးပေါက်ပြီးမင်းမရပထမပိုင်းဘေးကနေမှနှစ်ကိုပေးလိုက်ရတယ်။လက်ခွန်းခွေးကမြင်လားမင်းမိမလေးကဘလောက်တော်လဲအခုတော့တူးစီကိုကငါတို့ရှုံးနေရနော်။မင်းပါဇက်ကပေါ်လွန်းနေသူများသားသမီးကိုဒေါ်ကီးညာနော်တွေ့မှာဗျနောက်အပိုင်းတန်းဝင်အေးပါကွာဒုတိယပိုင်းပြီးရဲ့အခါညီမင်းမြစ်တာလေနဖူးတွေ့ဒိုးတွေ့ကြုံရတယ်တော်လုံးနဲ့ကိုးသမလေးဖြစ်တယ်ခက်တီတီလေးဖြစ်ကသပင်အတိုလေးနဲ့ချစ်စရာပင်ဖြူဖြူသွဲ့သွဲ့လေးလို့ထင်ရပေမဲ့မလွယ်လားခြေပါကိုနှစ်ကိုးကိုအတော်အတန်စူးစားသွင်းပါမှရတယ်ဒီတိုင်းသာဆိုပင်နယ်တီကန်လို့မဖြစ်ရှုံးနိုင်တယ်ဒါပေမဲ့မညာမတာကန်တဲ့အသင်းသားကြောင့်ခလေးမလေးခိုက်မိသွားတယ်ဒါကြောင့်ဘေးကနေအချိန်မှာအနိုင်ကိုသွင်းနိုင်ခဲ့တယ်ပွဲပြီးလို့ပြန်မယ်ဆိုတဲ့အခါနှုတ်ဆက်ဖို့သွားပြတ်တယ်နာမည်တော့တီးမှဖြစ်မယ်မဟုတ်ရင်ဒီညအိပ်ပျော်မယ်မထင်တက်တာလားကိုတို့ပြေးပါတယ်ခဏရှင်မလုပ်တာလေရပြီဒါနဲ့နာမည်ကရောရှင်တော့သူများခြေထောက်ကိုပိုင်စိုးပိုင်ရင်လဲကင်နေနာမည်လဲလာမင်းနေမရှက်ဘူးလားမင်းဟိုဆိုရိုးစကားမကြဘူးလားစိုက်မရှက်ငိုက်မရှက်တဲ့ဘာဆိုင်လဲအယူကဟေးနာမည်ပြောလို့ဆိုနေထပ်ဆောင်မှပြောပြမယ်စားပြီကွာချစ်စရာကောင်းတယ်တက္ကသိုလ်ပေါင်းစုံဘောလုံးကန်ပြိုင်ပွဲမှာညီမင်းမြစ်တာတို့ပိုဆွဲတယ်လို့မိမလာလေးတို့ကတတိယဖြစ်တဲ့လက်ဆောင်လေးပေးပြီးအမြင့်သိခဲ့ရတယ်။နင်းနေချင်းငယ်မိဘမဲ့ဖြစ်ကအိမ်မရှိဆွေမရှိမျိုးမရှိတီလာရှင်เจ้าမှာကတ်နေရဲ့စားတဲ့နဲ့ဒီလောက်သာဆရာလေးဒီเจ้าမှာနင်းနေချင်းငယ်ရှိပါသလားဖေ။ချစ်ချစ်စားတဲ့နေရဲ့တကားကြီးလိုက်ပို့ပေးရမလား။ကြာလေးနောက်မှလိုက်လာတဲ့အခါစားတဲ့နေသူလေးကိုတွေ့ရတယ်။ထမိန်လေးကိုတသက်ရရဝယ်ထားတယ်။ရွာလေးတရွာမှာဖြစ်ပြီးညီမင်းမြတ်တောင်ကြည့်ရှုသူရှိရဲ့။ဖုံးကြီးเจ้าမှာတင်နေခြင်းဖြစ်တယ်။ပန်းလေးတစ်ပွင့်ကိုပန်းစင်ထားတယ်။နှင်းစီဝင်အဖြူအသေးလေးဖြစ်လိမ့်မယ်။ဘသူများလဲလို့ရှင်ကိုဘာလဲလိုင်းဘွားနေနှောက်ရှက်ရုံနဲ့အားမရလို့အပြင်ထိပါဟိုးထားချစ်ချစ်အိုးရှင်ဘလို့ခေါ်လိုက်တာလဲဟိုဆရာလေးကအဲ့လိုခေါ်လို့လေဘယမ်းပတာနော်သွားမသွားပါဘူးဒီလိုလားနှာဘူးထားဖို့မဟုတ်ဘူးကွာအကူကြီးတောင်းပို့လာတာဘာအကူကြီးလဲမင်းကလေးဘောလုံးအတင်းတတင်းရနေနေချင်းငယ်ကိုသဘောကျနေလို့သူကနိုင်ငံပွဲတွေထိပါဦးစီးဆောင်ရွက်နေရဲ့လို့အဖေတငယ်ချင်းပဲကိုပြောနားလေလားရှင်ဘာသဘောလဲဘာသဘောလဲကိုစိတ်ကိုလိုင်းပေါ်ကနေအကုန်ပြောထားပြီးပြီလေချင်းငယ်ပါသာလက်မခံတာလေကွာဒါဆိုအပေးယူသဘောပေါ့အဲ့လိုလားပြောပြရင်လေရုံမမဟုတ်မဲ့တူတူနှုတ်ဆက်နေတော့မယ်အခုတော့ခေါ်လာတဲ့အန်ကန်နဲ့ဆိုင်ဆိုင်မှာထိုင်ပြီးပြောကြည့်သဘောပေါက်သွားလိမ့်မယ်ပြီးရောလေအဲဒီမှာတစ်ဆင့်နိုင်ငံလက်ရွေးစင်ဘောလုံးသမားဖြစ်လာခဲ့လေသူဖလားရတဲ့နေ့မှာအပြေပေးခဲ့ပြီးနောက်စိတ်ထားကောင်းတဲ့ညီမင်းမြတ်တာနဲ့လက်ထပ်ဖြစ်ခဲ့လေသူကိုချင်းငယ်လေးကိုဝေကြီးအနိုင်ကျင့်တာလားဓမ္မမဟုတ်ဖေဖေမြနှုတ်နဲ့အနိုင်ကျင့်နေသလားခွေးကောင်လေးဖေးကိုငါတော့ပြောချင်တယ်လို့ပြောငငယ်အဖေတော့မင်းမပြောနဲ့ပြောတော့မဲကိုဝေကြီးကအဖေကကျွန်တော်အဖေအရှင်းပါနော်ဟုတ်တယ်ဟေး
ငါမွေးစားသားကျေးနဲ့ပြီလားမွေးစားသားမှန်သိရင်လေငငယ်တော်ပြီစကားများရင်အမားပါတတ်တယ်အဖေဒါအဖေအတွက်စားအုပ်တွေသားတို့တက်နိုင်တဲ့လောက်ရှာလာခဲ့တာတိတက်တဲ့ဖေသားတွေဖုံးစီလို့အသက်ရှည်ပါစေကွယ်ရောက်တာကြာပြီလားကိုဝေကြီးငငယ်ကတော့ထုံးစံတိုင်းစတာနော်သိပါတယ်ဟာမေးကြလို့လားမသိဘူးလေမျက်ရည်ဝဲနေလို့ငိုထားတာငါသားတွေရေအဖေကပြုံးနေရဲ့ငငယ်ကိုမျက်နှာရည်မြင်နေကဲပြကအဖေချင်းကိုတိုးကက်သွားကြတယ်အဖေသားတို့အဖေငယ်ချူကြောင့်ပြောပြအောင်လေဝင်းနဲ့ချစ်ငယ်ငါတို့သွားဖို့အချိန်ကြပြီသူတို့သားဖားတွေအလွမ်းတယ်လေးဝအောင်ရှောင်ကြမယ်ဟိဒီကလေးတွေတော့လေဖေအဲ့ဒီတထေးသမီးကိုလက်ထပ်ရင်ဒီတက်ချမ်းသာနေမှာမလားမောင်ငွေကြိုက်လေးတွေရတော့အခုရောမင်းတို့လေးတွေမချမ်းသာလို့လားအဖေစူးစမ်းပေးခဲ့တာပဲလေမဟုတ်ဘူးလေအဖေရဲ့ကိုနေသားပြောမယ်အဖေနာမည်ပြောပြဗျာစောပါသေးတယ်ကွတနေ့ဖေသားတို့ပြပြမှာပါအဖေကစောပဲစောနိုင်လို့နေမြေးတောင်ရနေပြီ哦ငယ်အသားနေဒါဆိုရတစ်ခွက်ခတ်ချေကွယ်သွားသားတော့မယ်ကိုအတော်တော့တဲ့ကောင်ငယ်လိမ္မာရဲ့လားတာကြီးရမဟုတ်တာလောင်းဖေကိုပြောနော်ဖေသားတွေဖေကိုဘရောမှတစ္ဆာဖောက်ပါဦးဖေရဲ့ဟုတ်ပါပြီဗျာဒါဆိုတားကြီးရဲ့လက်တံကိုမခံစားရတာကြပြီအဖေပခုံးနေတင်းတောင်နေအားတားနေပြီမှာပေါ့အဖေရဲ့တောင်းမှန်ပါတယ်အဖေစီတပတ်တစ်ခါတော့လာတဲ့နာ哦ဝဝေးကပြောပါတယ်တားကိုမလာတာနော်ငငယ်ကခေါ်တာအပိုးရင်းငငယ်မင်းလဲတလတစ်ခါတော့ရမရခါလာပြစ်တာများကိုကြတစ်နှစ်မှတစ်ခါရောက်တာများကဲရေတောက်တာကိုဖျောက်အောင်တောက်ပြရစေကြိုက်ကြပြန်ပြီကိုရှိုးသေးနော်ငငယ်မရိုင်းရအောင်လေနောက်တာပါဖေရဲ့ရင်ကျေးမှုဆိုတာမနောက်တင်ဘူးတားရဲ့အမအမှန်ဖြစ်ကုန်မယ်တားမအခုသားနဲ့တူတဲ့ခလေးရှိနေပြီလေအတူမြင်အတက်တင်မယ်ဟုတ်ကဲ့တားမှတ်ထားမယ်အဖေမှတ်တာနောက်အဖေခြေသလုံးကြွသားပြီးတင်းမာနေရကအရှင်လာပြီးအဖေရေအတိတ်ကလားဒါမှလို့တာလေအနှဲ့ယူနေလားဟုတ်တယ်ယူတယ်ကို့တိတ်ချစ်လို့ယူတယ်တိတ်ယူတယ်စာတင်ရာကပြန်လာတဲ့အခါအရှိမဲ့ကိုလိုင်းထုံးတို့အိမ်ပဲပါဝါပန့်အားသွားသွင်းမိရဲ့နေရဖြစ်တော့အိမ်ကိုတော့မခတ်မိဒါကြောင့်အိမ်ထဲရောက်နေလေသူမိုးဝါရွာခြင်းတလို့ရုတ်တရက်ရွာလာတဲ့အခါအလင်းစလိုပြေးလာမိခဲ့တယ်အိမ်ထဲမှာအနှွဲနဲ့ယောက်ျားတအိုရှိနေရဲ့အဲ့တယ်လေပါလာတာကိုရတယ်အဆင်ပြေတယ်လို့ပြောကြပါငါညီတို့အဆင်ပြေပို့ကောင်းမယ်ကြည့်မနေနဲ့ကိုသူကအနှွဲနဲ့လက်ထက်မဲ့သူအနှွဲသူ့အကြောင်းပြပြီးထွက်လာတာအကိုမင်းရဲ့ချစ်သူကိုမတိမတို့ပဲခေါ်လာပေးခဲ့တာပါလမ်းမှာတိုက်ပွဲရှိရောနည်းနည်းခိုက်မိခဲ့တာအန်ဒီများလိုက်တာအနှွဲ့ရဲ့တိတ်ကိုယူမိုင်လုံးနဲ့မိုင်းနေပါတယ်မိသွားဘလို့လုံမလဲတစားစီဖြစ်ကုန်မစကားပြောရခက်နေကြတော့မေအကိုအနောက်ရင်ကိုပြန်နှင့်မယ်အပြန်တော့ငါညီတာလိုက်ဖို့ပေါ့ဟုတ်ကဲ့ကျေးဇူးပါဗျသသေးလူကိုသွားလေတဲ့အခါအနှွဲ့ကိုလုံးလေးကိုပြင်းညစ်ထွေးပါပြီးဖက်ထားမိသူကစေမင်းရဖြစ်တယ်တော်တော့ဒီနားမှာထိုင်အောင်မြင်းကုံလေးပေါ်ထိုင်ခိုင်းကမြေကြီးအောင်မှာဒိုးထောက်ပြီးမော့ကြည့်နေမိရဲ့စေမင်းရရဲ့နှက်ခမ်းစီကိုင်းကြလာရဲ့နှက်ခမ်းလေးကိုအငဲမရနှဲ့မိရဲ့အရှူးမာလေးအပေါ်ထိုင်မှာကိုရဲ့အခုဘလို့လောက်ကြမှာလဲအကိုချစ်တော်မင်းဖုံးဆက်ပြီးလောက်ပါပြီဘာလို့လဲစေးဆက်ဝဲဖြတ်ဖို့လေအကိုကအနှဲ့ကိုငငယ်လေးတည်းဆောက်ရှောက်လာတာတူရဲတော်သားသာသနာ့ဘောင်ဝင်ခြင်းနေလို့အကိုမိဘတွေကအိမ်အောင်ပြဖို့စီစဉ်ကြတာဟင်တပြင်းမချနဲ့ကိုအခုလောက်ဆိုရင်အနှဲ့ကိုဘလောက်ချစ်တယ်ဆိုတာနားလည်ပြီမလားမဖြစ်နိုင်တာကိုအနှဲ့ရဲ့ဖြစ်နိုင်အောင်အနှဲ့ဒီမှာဒီညအိတ်မယ်လေမဖြစ်နိုင်တာအနှဲ့ရဲ့ဒီညသူများအိမ်လေပိုင်ရှင်ကပြပရောက်နေလို့နေခွင့်ရအောင်မနေ့ပြောထားရတာအခုလိုကြည်ကြအိမ်ပိုင်ရှင်သိရင်ကိုပုံပြောက်မှာကွာအိမ်ပိုင်ရှသဘောကောင်းတယ်လေကောင်းလေလူစိတ်ဆိုတာပြောင်းလဲတတ်တယ်လေအနှဲ့ရဲ့ခဏလောက်နေပြီးကိုပြန်လိုက်ဖို့မယ်ပိုင်ရှင်ကိုပဲဟောင်ဘာတွေစိတ်ပြောင်းမှာလဲဟင်ဘာလို့လဲအနှဲ့ရဲ့ဒီဝိုင်းကိုဝဲလိုက်ပြီးကိုနဲ့အနှဲ့ဖို့မဟုတ်တာကွာအနှဲ့ကလှုပ်ပြီးဒီမှာစာချုပ်ပါတယ်ခဏလေးဟုတ်ပါတယ်ဝဲလိုက်လေပြီဒီညဒီမှာအိတ်မယ်မလှုပ်ပါနဲ့အနှဲ့ရဲ့ကိုစိတ်ကိုကိုပဲသိရဲ့အနှဲ့လည်းသိရဲ့လေသိလို့နေချင်တာကိုအနှဲ့ကိုလက်ထပ်ဖို့စဝေစွာဖြစ်နေရမလားအနှဲ့ကိုမအော်နဲ့ကို sorry လည်းမလုပ်နဲ့အကိုကိုဖုံးဆက်တော့မေးပြန်နှင်းဖို့လေအကိုလည်းအိမ်မပြန်တော့ဘူးလေတခါလေသာသနာ့ဘောင်ဝင်မှာတားမြစ်လို့မရပါစေ
ဘိုက်ထဲမှာလည်းတကွေကွေမိလာတဲ့အခါထမင်းချက်ဖို့ပြင်ရတယ်။အနွဲကိုတော့မိဖို့ကြောင့်လည်းမဝင်ခိုင်းဖြစ်ပါစေ။အတင်းပြင်ထားမိခဲ့တဲ့စူးပုတ်ကြီးလေးစီတက်ချက်တဲ့တရဲချင်လေးစားနေကရေဆေးပြီးတော့တုတ်လိုက်တယ်။ကျန်းဦးလေးကြော်ပြီးနောက်အသေးရှိရဲ့မြေပဲဆန်ကြော်ကိုပလတ်စတစ်ဘူးထဲမှာပကံလေးတွေကိုထည့်လိုက်တယ်။ထမင်းချက်နေချိန်ခြေရသူပါးလေးကိုနမ်းလိုက်ဖက်လိုက်နဲ့အယူလိုပါပဲ။လာစားကြစို့အနွဲ့လဲရကတော့တိတ်မကောင်းဘူး။ထမင်းဘူးကြိုက်လားအေးအောင်ကိုဆွထားလိုက်မယ်။ဒါလေးယူစားပြီးအနွဲ့ပကံလေးကိုကတော့အေးမှစားပြတယ်။ငယ်တဲ့ကထမင်းနဲ့မမှန်ခဲ့တော့အေးရထမင်းအစားများခဲ့လို့အနွဲ့ဘာမှပြောပဲစားနေရဲ့ခဏတိုင်းကြာနေရဲ့စပင်လေးတွေကိုခြေတိုးကလေးလေးပြေးယူပြီးညှက်တွေပေးထားမိရဲ့စားတော့ပြီးဆေးကြောနေရကိုကြည့်ကမျက်ရည်ဝဲနေရကအနွဲ့ကိုနဲ့ဒီညအတူအိတ်မယ်နော်မဖြစ်ပါဘူးအနွဲ့ရဲ့မိန်းကလေးတိတ်ခါကြပါတယ်တရင်နဲ့မာမီကိုအနွဲ့မတော်လန်နိုင်ဘူးအကိုဒီနေ့ပဲရှိရော်တယ်အနွဲ့ခုလိုစားနိုင်ပါတယ်မဟုတ်ဘူးအနွဲ့ကိုစားနိုင်တဲ့စားဒီထက်ကျန်းနိုင်တယ်ကိုနဲ့အနွဲ့အဆင်ပြေအောင်တော့ကိုတို့တွေရလာမယ်ရှင်သွေးလေးတွေရဲ့နှောက်ရည်ရှိသေးရဲ့ဘလောက်ပဲချစ်နေကြစမ်းပါစေငွေမရှိရင်တိုက်ဆိုင်မှုရှိရဲ့ပျော်ရွှင်မှုတွေကိုပဲကြုံရလိမ့်မယ်ကိုထားတွေမလိုလားဘူးကိုအနည်း20လောက်အငတ်ခံပြီးပညာသင်ပေးခဲ့တဲ့မိသားစုလည်းကျေးဇူးဆက်ရအောင်ပဲဒါဆိုအိတ်မြန်လေကိုယောက်ျားကောင်းဖြစ်ချင်တယ်အနွဲ့ရတော့အစောကကိုပြောနေရပြီးအဆင်ပြေအောင်အနွဲ့စကားနားထောင်တဲ့နယ်ပဲထင်မြင်မိရဲ့အနွဲ့ပေးစားနိုင်တာကိုလေးစားပါတယ်ဒါပေမဲ့အနွဲ့ကိုတန်မိုးထားတဲ့မျက်နှိုးတွေကိုအယူဟာမလုံနဲ့လေကွာအင်ကြီးတွေချွတ်ချမယ်ဆိုတဲ့အခါဖမ်းချုပ်ဖတ်ထားမိရဲ့ကိုတန်တယောက်ဝင်လာပြီနော်အနွဲ့တို့လက်မှာဘာဖြစ်ခဲ့တာလဲအနွဲ့မိဘတွေရောဘာလို့မလိုက်လာတာလဲကို့အတွက်ယူမိုက်နေရဲ့အနွဲ့ကိုစော်ကားလို့ကို့ပါကိုရိုက်တဲ့အတွက်အနွဲ့ဝမ်းမနေဘူးကိုအခုလိုအနွဲ့နဲ့တူမအိပ်ရင်တွေ့ရယောက်ျားတုံးနဲ့လက်ထပ်မယ်အနွဲ့ဟာကွာပြေးထွက်သွားလေရဲ့အနွဲ့ပြီးတော့ရောအဖေဘိုက်စာပြီးငါသားလေးတွေရညမှပြောကြမယ်ပြီးတော့အမွေခွဲမဲ့ကိစ္စလည်းပြောစရာရှိသေးရဲ့မလိုပါဘူးအဖေရမြေးတွေကိုရှင်ပြုတ်ပြီးရင်သင်္ကန်းဝင်းနဲ့အဖေဘွားအဆုံးသက်တော့မယ်ဒါနှစ်ယောက်မျက်နှာမကောင်းတယ်လို့ဝေကြီးနဲ့ချွေးမကလည်းမျက်ရည်ဝဲသူကဝဲနေကြတယ်မြေးလေးတွေကတော့အပြိုင်ပြေးလာကြတယ်ကျုပ်ပြောချင်သေးတယ်အဖေအခုလေကျုပ်အဖေပတ်စံအိတ်ထဲအမြဲထည့်ထားတယ်ပုံထဲရမိန်းကလေးကိုအပြင်မှာတွေ့ခဲ့တယ်။အိုးတွေ့နေရတယ်ပြောရင်ပုံမှန်လိမ့်မယ်။ဒီစကားကတဲထူးဆန်းပါလား။လာစက်အနောက်ဟဲ့ကောင်ဝေကြီးလာစမ်းလို့ဟုတ်။တေချာပြောစမ်းဖဲရွယ်လေ။ငယ်တဲ့အဖေရဲ့ဆီမပုတ်စာလေးအတော်ပဲတူလား။ဟုတ်တယ်အဖေပြီးတော့ဟိုဘာဖြစ်လဲ။ကျုပ်ရင်ခုန်နေရဲ့ဆွဲလန်းနေမိရဲ့။ဒါပေမဲ့စိတ်ထဲတွန်းဆုံနေရအဖေမိန်းကလေးမဟုတ်လား။ခွေးကဘယ်ဟုတ်မလဲဒီအဖေကိုကြည့်။နွတ်ထွတ်အရွယ်ငငယ်လေးများထင်နေသေးလားဟမ်ပြောလေကွာအဖေကလည်းအရွယ်အတော်ကွာလို့လားဒါဆိုရင်တော့ငါမွေးစားသားကြီးမင်္ဂလာပွဲပြီးမှရှင်ပြပွဲလုပ်ရမယ်ထင်တယ်အသက်20ကွာတဲ့အဖေရဲ့အတန်းတရာတော့မဟုတ်ပေမဲ့ကျုပ်ကမိဘမရှိတာကြာခဲ့ပြီဆိုတော့အဖေညမှာရှိစီချင်လို့ပါတော်ပြီဝေကြီးအဖေသဘောပေါက်တယ်လာဟိဘိုးမြေတို့ထမင်းစားကြမယ်ကြံခဲ့တာကတော့သာကိုဝေကြီးအတီးကြီးလားအေးဟုတ်တယ်ဖေးမယ်လေးကွမိခင်တော့ရှိသေးတယ်ထက်ပြလေးငယ်သေးရဲ့ရွာထင်နေငါဆိုင်နာအကြောင်းမှတာဝန်ကြတာလေဆိုင်ရမန်နေဂျာရဲ့သမီးအတန်းလေးတင်နေအော်ကိုဝေကြီးစမ်းထားပြီဟေးမိုးမနေနဲ့နော်လူပြိုကြီးလှုပ်ရှားလိုက်တော့စပြန်ပြီငငယ်ရတော့ရပါတဲ့အကြီးကောင်ရမင်းရလဲငငယ်နဲ့ငါဆိုတာစပေါ်စပဲလေဘာမှဖြစ်ဘူးမင်းတို့ညီကိုတော့သဘောကောင်းတာမင်းတို့ပဲရှိတာဟုတ်ပါပြီဗျာလာသွားကြစို့အဖေစောင့်နေလိမ့်မယ်ဟမ်ဆရာမထမင်းစားဖို့လားဟုတ်တယ်ကလေးရေလူရှင်းလို့တော်သေးရဲ့ဆရာမကဘယ်နားနေရလဲဆိုင်နဲ့နေရလားသမီးမသိဘူးသမီးရေလေပေါ်နေပြန်ပြီစားတင်ချင်းမမီပဲနေလိမ့်မယ်နော်လာတော့လာပြီဖေဆရာမသမီးအတန်းရှိလို့သွားမယ်နော်အေးပါကွယ်ရနန်းစိတ်ပူလာမိရဲ့ဆရာမဖြစ်လာတဲ့အတိုင်းသစိမ်းလူတွေအကြားမှာရှက်ရွံ့မှုကတော့ဖြစ်စေပင်ဆိုင်ဟာတိတ်ဆိတ်နေရဲ့ဘယ်မှလည်းမသိဘူးဗျအော်လေးထမင်းစားမလို့ဘာတွေရလဲထမင်းကြော်စားမလားကွအခုပဲကြော်နေလို့အမန်းဆိုင်သိမ့်ပြီဂျာကြီးတကားပဖို့မေးသွားဖြစ်မယ်ညပိုင်းမှာတကြောပြန်ခွင့်တာအိုးဒါဆိုပြန်လိုက်ပါအောင်မယ်အစောကဂျာကြီးတမီလေးဆ iam မလို့ခေါ်တာကြားလိုက်ပါတယ်ခဏဆောင်ပါလေးလေးရဒီဆိုင်ရဲ့ပိုင်ရှင်ပါဟုတ်ကဲ့
ကျော်လော်ပြီးသားမို့တသက်ရက်ခူးခတ်ပြင်ဆင်လိုက်တယ်ရှင်ခုံပါတယ်ဒီမိန်းကလေးကိုမွေးစားအဖေနဲ့စတင်တွေးဆုံစဉ်ကမြင်ခဲ့ဘူးတယ်ဓပုံထဲမှာမြင်ဘူးမိရဲ့ဒါပေမဲ့မွေးစားအဖေရဲ့အပိုင်းတို့စိတ်ထဲမှာတွေးထင်နေမိရဲ့အိုးဟင်းရီရများလိုက်တာရှင်ရနဲ့ငွေမပေါ်သူပါရှင်ဂျာကြီးသမီးအစောကကလေးကိုပို့ပြီးခယူးဆက်လိုက်ပါဒါကတော့မိဖြစ်ဆွေပြေကျွေးတဲ့သဘောလို့မှတ်ယူလိုက်ပါဗျအာနာစရာရှင်အားနာရင်လေးသိချင်တာလေးပဲမေးလို့ရမလားရှင်ဟုတ်မေးပါဒီကဆရာမလေးမိဘတွေကရှိသေးလားဟုတ်အဖေကတော့ဆုံးတော့ပါပြီအရက်ကြောင့်မှအမေကတော့ရှိပါသေးရဲ့ယာတို့ကရောထက်ပြပါဟိုးကမြင်နေရတဲ့အခန်းလေးမှာငှားပြီးတော့နေပါတယ်ရွာဘက်ကပါရှင်ဩဒါဆိုရင်ဆရာမလေးနဲ့ဆရာမလေးမြတ်တရုတ်ထဲတူရလားယင်အမေကရနန်းထဲပိုးလှပါတယ်ဆရာမလေးနာမည်ရနန်းနော်ဟုတ်ကဲ့ရှင်စားပါအောင်ဆရာမလေးကိုဝေကြီးစိတ်ထဲထင်လာသလိုပျော်တယ်လို့ရှိလာတယ်ဝေးစားပြီးငေးချီဦးကိုရှာဖွေတွေ့ရှိတော့မယ်လို့ထင်မိရဲ့စားပြီးတောက်ပြီးလို့အချိုပွဲပြင်ပေးမိပြန်တယ်အာနာစရာရှင်အာမနာပါနဲ့ပြီးတော့လေးလေးကိုမလန့်ပါနဲ့တတူးဝီနဲ့ရုပ်ချမ်းကြီးဆိုရင်ပဲရိုးတသားနဲ့ပဲလောက်ကင်စားတော့ပါတယ်အခုဆိုင်လေးရလေကျေးဇူးရှင်မွေးစားအဖေကြောင့်အောင်မြင်လာတာပါပြီးတော့ဒါလေးဖုံးနဲ့ရိုက်ထားတဲ့ပုံလေးကိုပြမိရဲ့ပါဇက်လေးကိုလက်နဲ့ကအံ့အားသင့်နေသူမေးရမှာမေးတင်လားမသိပေမဲ့ဒီပုံလေးကမွေးစားအဖေရဲ့ငဲ့ချစ်ဦးပါအဲ့ဒါဆရာမလေးရဲ့အမေနဲ့များတူနေမလားလို့ဟဲ့အမေကနှာခေါင်းလေးမှာမှဲကြီးကြီးတစ်လုံးပါရဲ့လေမဟုတ်ဘူးလားရနန်းနဲ့အတော်ဆင်တူသားနော်ဟုတ်တယ်ဆရာမလေးမဟုတ်မှsorry ဆရာမလေးလုံးချင်တာလုံးမိလိုက်လို့စိတ်နဲ့တောင်းပန်ပါတယ်ရပါတယ်ရနန်းကလေလေးရရုပ်ကြီးနဲ့မလိုက်အောင်တိတ်ရိုသားဖြူစင်လုံးနဲ့ပြောမလို့ပါလေးရနန်းကိုရှောက်တယ်မနေနဲ့အောင်နော်ရနန်းကအချိန်ခရီးသွားလဲမဟုတ်တယ်လို့ပုံလေးကအင်ကြီးထမင်းလို့လည်းမရှိပါဘူးရှင်ဟုတ်ကဲ့ပါဗျာလေးနာမည်ကဝေကြီးပါလေးကြီးလို့ခေါ်မယ်နော်ဒါဖုန်းနံပါတ်ပါတခုခုလို့ရင်ဖုန်းဆက်ထမင်းမှာကျင်တာဟင်းပါညာလို့ရဲဆိုဝေတာလေးပြီးပို့ခိုင်းလိုက်မယ်ကျေးဇူးပါရှင်နောက်လေအမြဲလာအားပေးမယ်နော်ဟုတ်ကဲ့ဗျာပြုံးလေးနှုတ်ဆက်မိခဲ့တယ်ဒါပြင်အခုချိန်မှာတာနေရဲ့လာကိုပြုံးရဲ့ကိုဝေကြီးကြည့်နေမိရဲ့ပြုံးလာကြည်လားကိုရဲ့ဝင်းနဲ့လှန့်လားဟာအတန်လေးပါလေးပေးအောင်မှာပေါ့မပေးပါဘူးလူပြိုကြီးရဲ့စိတ်ကူးလှလှလေးပြတ်သွားမှာပေါ့မသေးကြသေးပါဘူးဝင်းနဲ့ရဲ့ခလေးကိုမုံပေးကြိုက်ပေါ့ဆရာမလေးကမာနရှိရဲ့ဟာမနေရမှာထမင်းစားတယ်လေစားလဲတင်ရသေးအမေဖြစ်သူစီလဲလူနာသွားဆောင်ရသေးတိတ်ပင်မဲရှာတာငါစောင့်ကူမယ်ပြန်ပါဆိုတော့လည်းမပြန်ဘူးမအေးနာခွေခွေလေးအိတ်တယ်ဖြစ်တယ်လို့အိတ်ရှာတာငါလဲပွေရဲ့ပိုက်ရဲ့လောက်ကင်ပေးရတာလေကြတော့တန်ရောစင်ဖြစ်တယ်ချစ်မိသွားလှုပ်ဆက်မှာအဖေကခွင့်ပြုတော့ငါ80တိုးရတာပေါ့အကျွေးနဲ့သိမ့်မယ်ပေါ့နင်နော်အကိုပြန်စတက်နေပြီပေါ့လေမဟုတ်ပါဘူးကိုရဲ့ဝင်းရွက်လေးပျော်နေရပါအခုဆိုကိုကြီးလည်းညီမလေးဝစ်ကျွတ်ပြီလေခင်မုန်းကောင်းတဲ့ညီမလေးနေရတယ်လို့ကိုကြီးကိုလည်းချစ်ရတဲ့သူနဲ့ပျော်စေချင်တယ်အေးပါဝေလိုလည်းပြောပါယောဂစိတ်ပူရလည်းမဟုတ်ပါဘူးကွယ်အမှန်အသိဒေါက်တာနဲ့လက်ဝါးချင်းရိုက်ထားတာဟဲလူညစ်ကြီးတိုးနင့်ကိုကအခြေအေးမှာအားတယ်ဒီနေ့ကိုဒေါက်တာကပေးတာဘယ်လိုမျိုးလဲလျှို့ဝှက်ချက်နင်းနှုတ်လို့ငါသိရဲ့ကိုကြီးကလည်းပြီးရောဆက်သားစူးစားတနေ့တလန်ဘယ်ကံဘေရွေ့မလဲဟုတ်ပါပြီဗျာဝေးနဲ့သွားတာနဲ့ဖုံးမိလာခဲ့တယ်ဒီဖုံးကိုစောင့်နေခဲ့တာကြားလေပြီမကြသေးတဲ့တရက်ကအိပ်ပျော်နေရဲ့ဆရာမလေးရနံ့ပါလေးကိုဖွက်ဖွာလေးခိုးနေမိချိန်နှိုးလာတယ်တကိုးလူမိတလို့ဖြစ်ကရှောင်နေခဲ့တယ်ဆရာမလေးကိုပေါ်စိတ်ကွယ်သွားမှစိုးရိမ်နေခဲ့မိရဲ့ဒါကြောင့်ဖုံးမဆက်ဖြစ်ခဲ့စီဟယ်လိုလေးကြီးဘာလို့လဲဟေးဘာလို့လဲရနံ့လေးကြီးကျေစုနဲ့အမေလည်းနေကောင်းပါပြီကြောက်တယ်တာလည်းပြေသွားတယ်အသေးစီဖုံးတာပါပျောက်ပြီဆိုတော့အဲ့ဒါဝမ်းသာပါတယ်ရနံ့ပြီးတော့တောင်းပန်ပါတယ်ဘာအတွက်လဲလေးကြီးခိုးနှမ်းမိခဲ့လို့လေးအရွယ်နဲ့မလှုပ်တဲ့နာကိုလှုပ်ခဲ့မိရရှက်မိပါတယ်လေးမင်းကလေးတိုင်းကိုခုလိုနမ်းခဲ့လို့လားယင်ဟာရနံ့တယောက်တည်းပဲနမ်းဘူးတာပါလေးမှရီးစားတော့မထားခဲ့ဘူးလေးကြီးကဒါကြောင့်ရိုးလွန်းတာ哦ရနံ့မှာတော့ချစ်ရသူရှိခဲ့တယ်အဲ့ဒီစကားတန်ကိုကြားတဲ့အခါတပြင်းတိုးလေးချခဲ့မိရဲ့သူ့ကိုချစ်လွန်းတော့တိတ်ကိုအနိုင်ချင်းဖိုးကြတယ်နောက်ဆုံးငွေမပေါ်တဲ့ရနံ့ကိုပြစ်ပြီးဘွဲရတာနဲ့ငွေပေါ်သူနောက်လိုက်သွားခဲ့ရလေကောင်းပါတယ်ရှင်ဩ
ရနဲ့လူယုံနဲ့ဝေတော့စိတ်ချမ်းသာတယ်ပြောချင်တာပါလေးလေးကြီးနဲ့တွေ့ရောအဖေလိုအကိုရင်းလိုတငယ်ချင်းလိုယောက်ျားတူဖြစ်အာကိုတကြီးခင်မင်းခွင်ရှာခဲ့တယ်နန်းငယ်တုန်းကတီးခဲ့တယ်လို့အားနာခဲ့လို့ချက်ချင်းမဆက်သွယ်မိခဲ့ရပါဖုံးမြော်နေပြီမဲ့ပေါ်မလာတဲ့ဆုံးရနဲ့နဲ့ဝေးရကိုလေးလေးကြီးထွက်သွားမှဆိုရင်လို့ခုလိုဆက်သွယ်လိုက်တာပါဘာလို့အားနာတာလဲရနံလေးရဲ့လေးလေးကြီးနန်းနဲ့ရနံပါလီယာသူတပါနန်းခဲ့ပြီးသားလေနန်းမှုတဲ့ပန်တဝင်းမှုလေးလေးကြီးအနာနေရမှာပူအားနာလာခဲ့ရပါပန်းဆိုတာတန်မိုးထားတဲ့သူပေါ်မှာမဟုတ်တည်ပြီးတော့တန်မိုးရှိရပါရနံလေးလေးလေးကြီးရဲ့နှလုံးသားမှာတော့ရနံဟာပြည့်ချက်ကင်းတဲ့ပန်းလေးတစ်ပွင့်ပါဘယ်နေ့ပြန်လာမလဲလေးလေးကြီးမနေ့ပြန်လောက်ပေါ့ရနံကလေးစားချီလို့ရလာရင်ဟာဘလို့ကြီးတော့ရနံပါအောင်နမ်းပြီးထွက်ပြီးရဲ့လူကြီးကိုပြန်လာရင်ပြန်ပြီးအနံပေးပြီးကလေးစားချီခြင်းလို့ဖုံးချသွားတယ်ရင်တွေအတိုင်းစားမဲ့ခုံလာခဲ့တယ်ကဘာလုံးကြီးအနှဲငယ်တုံခါနေတယ်လို့ပင်အခြေဥပုံမြင်ကိုနားထောင်သူပရိသတ်ကများလာတယ်ရင်းနှစ်ယောက်ကကျွန်းပြန်အောင်စောနေကြသလိုချွေးမတွေကချက်ပြုတ်ပြင်ဆင်နေကြတယ်လာကိုဝေးကြီးဘယ်သွားနေရလဲပွဲရကူးမှစမှာပြုံးနေပါလားကိုဝေးကြီးကကလေးစားချေခံရတော့မှမလို့ပျော်နေရဟာမရိုးနော်ဒီလူပြိုကြီးတော့ငငယ်စလာပြန်ပြီအကိုရဲ့မက်ကလေးကကိုကြီးကိုချစ်လို့စတာပါမက်လေးပြောတယ်လို့ဟုတ်လေဟုတ်တယ်တကယ်ကြီးလူပြိုကြီးကောင်းကြီးလေဝန်ခံတဲ့ကအကုန်ရီမိကြတယ်လောင်ရည်ချင်းမဟုတ်ကြာကြာရရမာဖီးယားစတိုင်လိုလူကမူဂျိုကလေးလိုအပြေးဝန်ခံတဲ့ပုံစံပေါက်နေလို့ဖြစ်တယ်အဲနောက်အတိတ်ဇလန်းကဆက်တယ်လှမလှဘူးအနွယ်လာအိုးလှဆိုနေအတင်းပြန်ဆောင်ဆွဲခေါ်ခဲ့တာဖြစ်တော့ခန်းကြောင်ကြောင်လေးဖြစ်ကပန်းကြောင်ညိုနဲ့လိုက်လာရတယ်အိမ်ထဲရောက်တဲ့အခါခါမပွေးပိုက်ချီချင်းခံလိုက်ရတယ်ဒီအိယာပေါ်ထိုင်မပြန်နဲ့အိတ်လို့ရတယ်ကိုရေသွားချိုးမယ်ဒီနေ့မိုးရမယ်ထင်တယ်အေးတိုင်းဟိုးကအနှွေတဲ့ကောက်ဝဲထားကြလာလျှော်ထားပြီးသားတွေရေကတိုက်ကရိုက်ချိုးနေရကိုပန်းကြောင်ညိုနဲ့တတိတ်လေးခိုးကြည့်မိရဲ့ရှင်းခုံနေကိုရီချိုးပြီးရနဲ့မိုးကတရှိန်ထိုးရတယ်တဲတဲမဲမဲပင်လျက်စီးပါလဲပြီးမိုးချင်းတဲ့အခါလန့်မလန့်နေမလန့်ပဲမနေနိုင်အောင်မိုးကြိုးပါပြစ်နေရဲ့အလားရေပင်တုံခါနေရဲ့ကိုအနှွက်ကြောက်လို့ရေစိုးကြီးလေကွာလဲအောင်မယ်ဖဲပြီးတော့ဟိုဟာလာထိထားတယ်အိုးကြောက်လို့ပါဆိုနေဖဲဦးလူဆိုးမှလေရေစိုးကုန်လိမ့်မယ်ပြောနေမရအောင်လက်ခမ်းလေးကိုကြမ်းကြမ်းလေးစုံနှဲခံရတဲ့အခါကိုရင်ခွင်မှာနှုံးခွေသွားသူကအနှွေဖြစ်တယ်ခဏတာဖဲပြီးရဲ့တိုင်အောင်ပစိုးသားလေးကအင်ကြီးမဝဲသူမအေးဘူးလားဘာလို့အပေါက်တွေပိတ်နေရလဲဒီဝိုင်းနဲ့အိမ်ကိုတို့ပိုင်သွားတေးကြပြီနော်မယုံရင်ကြီးကြီးကိုဖုံးဆက်မိကြီးလေယုံပါတယ်လာအိတ်ကြစို့အင်ကြီးမွေးတော့လားရင်ထဲပူနေလို့လေဘာလို့စကားများလိုက်တာကွယ်လာစမ်းပါခေါင်းကတလုံးနဲ့ရဲ့ပေါက်အိတ်ရမှာကိုလို့ဘာတော့ကွာအိတ်မယ်ဆိုဒီတိုင်းစီလားချမ်းလို့လားဒါဆိုဖတ်ထားပေးမယ်တော်ပြီသွားအိတ်မယ်အိတ်ပျော်သွားကြတယ်နိုးလာကြချိန်မှာချွေးထွက်လွန်ကမှဒါပေမဲ့အချိန်ကိုကြည့်ရခါနှိဆောင်နေလေပြီဟင်းချက်ဖို့ကိုလိုက်တို့အိမ်သွားကချမောင်ရဲ့ခိုးခဲ့လိုက်တယ်ပါဝါဘက်မှာယူပြီးပြန်လာချိန်အိမ်ထဲမှာအနှွဲမရှိအနှွဲဒီမှာကိုဟာဘာလုပ်နေရလဲမိဖို့ကြောင့်နေရပိုးရလေပြီးတော့အပေါ့ပါသွားချိန်ဘေးကိုသွားလိုက်ပါလားဟင်းမချက်နဲ့တော့လေအနောက်အိမ်သွားမယ်အနှွဲတော်လေးအိမ်ကိုလားကောင်းပါတယ်ဖြိုးဖြိုးလေးရှိရပဲအဲ့စီမှာအိတ်ပေါ့အော်ကိုကအကြံနဲ့ကိုရပါလိမ့်မယ်ကိုဘာသာဟင်းချက်ဒါပဲဟာနန်းပြန်ပြီကိုပြည့်ချွေးစော်နန်းစော်နေရအောင်မနန်းဘူးလားခဏနန်းနေရချစ်ပါရဲ့ဆိုမှနန်းမွေးရခွင်းနေရအောင်ပါလားခဏဆောင်ကျွန်တော်မျိုးမင်းသမီးလေးအတွက်ချက်ပြုတ်လိုက်ပါအောင်မေကောင်းနေစွာဖတ်ထားပြန်ပြီဖတ်ထားရင်ကိုဘလို့လှုပ်လုံးမလဲချစ်လို့လေညနေစာပါအတူတူစားပြကြတယ်စားပြီးတောက်ပြီးတဲ့အခါဖုံးကိုစီချထားရင်ရှည်ကြတဲ့အနံကိုချွေမိကြတယ် sorry အနွယ်ကိုတို့ဒီတိုင်းအိတ်ကြမယ်နော်မင်္ဂလာညမရောက်မချင်းကိုမလွန်ကျူးကျင်ဦးကိုကရပါမယ်အနွယ်ကတော့မရအောင်အနွယ်ကဘာဖြစ်နေရလဲကိုကိုပြောစမ်းမအောင်အမေတို့ခွဲမှာစိုးလို့ပါကိုဒီနည်းပဲရှိရော်တယ်ကိုမသိလို့အနွယ်ပေါင်ဒရီယာရိုက်တယ်ဟင်ပညာတတ်အမိုက်မှဆိုပြီးအတင်းစစ်ဆက်ခိုင်းတယ်ခြေရသူကိုရင်ဝင်နဲ့ပွေးပိုက်ထားမိတယ်တုံးနဲ့တူပွေးဖဲ့နေရင်သာညတညကုံဆုံးသွားခဲ့တယ်တလာကြာကမှအနွယ်မိဘတွေလိုက်လာကြတယ်ခွဲဖို့တော့မဟုတ်လက်ထက်ဝဲကျင်းပါပေးဖို့ဖြစ်တယ်
အဲ့ဒီစကားတန်ကြောင့်အနှဲ့မေလဲကျသွားခဲ့တယ်။အမှန်ပြောရရင်စီမင်းရစားရဲ့ထမင်းနဲ့ဟင်းကိုအနှဲ့မစားနိုင်ခဲ့ပါစေ။စိတ်မိတ်စားခဲ့ရှာတယ်။အလုံးကြောင့်မဟုတ်ပဲစစ်ပွဲတွေကြောင့်အနှဲ့မိဘတွေမှာအချိန်နောက်မှရောက်လာခဲ့ကြတယ်။နှုတ်စလုံးကိုလမ်းကျင်နေပေးကင်းခါပြန်ခေါ်ခဲ့ကြတယ်။အနှဲ့တွေကတော့မကြည့်ပြူသေးသေးပြောမင်းမပြောအခုလည်းအနောက်ခန်းမှာစီမင်းရရင်ခွင်မှာအိပ်ပျော်နေတဲ့သမီးဖြစ်သူကိုထွေးပိုက်ထားခြင်းနေတယ်လို့ပဲသမီးကြောင့်အန်ဒီတို့ပဲတည်ရဲ့တည်မလားရှင်မလားပဲရွေးမှာအန်ဒီတို့ဆွတ်လွတ်ဖို့ကြိုးစားတယ်အိမ်မှာဆိုသမီးပုံတပုံမှမရှိတော့ဘူးလေဗျာမင်းအန်ကရဲ့ဒေါသဖြစ်မှုပေါ့ပြီးမှသူ့ဘာသာရိုက်ခဲ့တဲ့ပုံတွေကိုမီးရှို့ပစ်ခဲ့မိလို့ငိုနေတာတော်စက်မှာဟိတ်ကောင်တမက်မင်းကငါသမီးကတိမ်မတက်ချစ်တာနော်သစ္စာဖောက်ရဲ့ဖောက်ကြည့်ရေတစုံမြေတစုံလိုက်တက်မယ်ကြလားဟုတ်ကဲ့အန်ကယ်ပြီးရင်တအားမနှမ်းနဲ့အိုးရှင်းရလေအဲ့ဒါသူတို့လင်မယားကိစ္စပါရှင်ဝင်ပါစရာလားရှင်းတော့ငါရောကျမအဖေကကန့်သက်ခဲ့လို့လားမင်းတဲ့ငါသမီးဟိုပိုတန်ဖိုးကြီးရဲ့ကွာမဲကွာရှင်းမယ်ရှင်းပေါ့စင်မင်းဟာပြုံးမိရဲ့အနွယ်နိုးလာတယ်ဒီခါရန်ပွဲရရက်စဲသွားရတယ်ပျော်ရွှင်မြူထူကစင်မင်းရာကိုအတင်းနန်းနေလို့ဖားခင်ဖြစ်သူခမမျက်နှာပြက်နေရှာတယ်အနွယ်မှာပြောလို့လည်းမရရောက်ခမကြီးတို့ကိုပါနန်းတဲ့အခါစိမ့်သက်၆ကပ်နေခဲ့တဲ့ပတ်ဝန်းကျင်ကလှပစွာအသက်ဝင်လာခဲ့တယ်။အဖေလက်ထက်ခဲ့တာပေါ့ဒါဆိုသားတို့အမေကရောနောက်အိမ်အောင်လားအဖေအချီဦးနဲ့လက်ထက်ခဲ့ရလားလူအားလေးပဲအဖေတို့လက်ထက်ပွဲပုံတွေသားတို့သာမစုပ်ဖြဲခဲ့ရင်အခုလိုဖြစ်မှာမဟုတ်ဘူးကွာသိလားဟမ်အဖေကပုံရိပ်ဝါသနာပါပြီမယ်သားတို့အမေကပုံရိပ်တာနောက်ပိုင်းကျဘာလို့မှမသိမကြိုက်တော့ဘူးလေရောက်ခမကြီးကမသေးခင်သမီးဖြစ်သူရဲ့ဓပုံတွေဖြတ်စေခဲ့မိလို့တိတ်ဝမ်းနဲ့မိကြောင်ပြောသွားရှာတယ်ဒါပဲသားတို့အမေကစိတ်မကောင်းဖြစ်သွားရဲ့ထင်တယ်သားတို့ဖျဲပြီးတော့တပုံမှမကြမ်းတာလားအဖေတန်ရှေးတောင်ယူထားတဲ့ကလေးမလေးကတောင်တောင်လေးသားတို့ရအမိုက်တဲ့ထည့်ပြလိုက်တော့အကုန်ပါသားတဲ့ပုံကြီးချက်တဲ့ပုံတွေကတော့သားတို့မမေအစီအစဉ်ကြောင့်တိတ်ထားခဲ့ရတာဘာအစီအစဉ်လဲအဖေသားတို့ကြည့်လာရင်ဇလန်းတစ်ပုတ်ဖန်တီးပြီးပြောပြဖို့လေပုံတချို့ရောပုံကြီးချက်ထားတဲ့ပုံတွေပါစတူကန်ကကျွန်းတာထဲမှာအဖေတို့တိတ်ထားခဲ့တာပြီးတော့ဒီဇလန်းကိုပြောပြကြတယ်အဖေဒါဆိုအမေကအဖေအချစ်ဦးနဲ့အချစ်ရဆုံးမိန်းကလေးနာမည်ပန်းကြညိုနွဲတဲ့သားအဖေကတော့ချစ်စံတို့နဲ့အနွဲလို့ခေါ်ပြတယ်အဖေတို့ကဗျာလှုပ်ရက်တယ်သားတို့အဖေတို့ရဲ့မော်ဆက်ဆန်အချစ်ဇလန်းကြောင့်ရင်ထဲဆွဲအောင်အဖေတို့စီစဉ်ခဲ့ရပါဒါပေမဲ့ဘာလဲအဖေသားတို့အမေမသေးသေးဘူးဗျာအဖေတကယ်ပြောနေရလားသားတို့အမေဘာမှလဲဆိုတာတဲ့သားတို့အဖိုးဖွားတွေအဖေတို့ကိုဘာလုပ်ခဲ့လဲဆိုတာပြောရမယ်ထင်တယ်အဖေတို့ခွဲခဲ့ကြလားအမေကနောက်အိမ်အောင်ပြုတ်လိုက်တာလားအတိတ်ဘဝကလိုပဲပေါ့သားတို့အမေအဖေတို့ကိုပြန်လာရှာတဲ့နေရအဖေငိုခဲ့ပါတယ်သားတို့အမေကိုနာကျင်အောင်ပြောပြီးနှင်ထုတ်ခဲ့မိရဲ့ဒါမှသူလဲနာကျင်ရတာလျော့မှာလေအဖေရလေဗျာငငယ်အဖေမှာအကြောင်းရင်းရှိလိမ့်မယ်နားလဲပြရကျေးဇူးပါသားကြီးအဖေလေသာသနာပါမဝင်ခင်တခါတော့သွားတွေ့ချင်ပြီရဲ့ဟိုကျုပ်ပြောပြစီအဖေဒါဆိုရင်ရန်နဲ့ရဲ့အမေတကယ်တော့ဖြစ်နိုင်တဲ့ဝေးကြီးထူးဆန်းပါကောလားရတတဲ့ဘက်တချို့ကြားခဲ့ပြီးရဲ့နောက်စင်းဆက်ပွဲတွေဝေးကြီးရင်ခုန်နေရကနဲ့ဝေးစားဖေတွေရင်ခုန်နေရကများပင်ဟောလာကြပြီထင်တယ်မောင်ဝေးကြီးဟုတ်အတော်သမီးဟဲ့အော်ဒီကလေးနဲ့ကိုရောက်ခမလောင်းနေလာတာမြ мян ထကြိုလေကွယ်ဖြစ်ရဲ့နဲ့လာကိုဝေကြီးရဲ့လက်ကိုကင်ထဖြစ်ဒေါ်ပန်းကြာညိုနယ်စိတ်မရှိတော့ပါလူကြီးမို့အမြန်ထလာမိရဲ့ကားပေါ်ကဆင်းနာသူတို့ကိုမြင်တာနဲ့မိုးဝေရိုင်းကျသွားတယ်လူငယ်လေးပြေးဝေပြီးမြေပြင်ပေါ်ပုံလဲမကြခြင်းဖြစ်တယ်ရရလားအမေဟင်တာကိုလေးငယ်ဘာလုပ်နေရလဲလာလေကွာအမေဖက်ကိုကောက်ခဲ့ငါပွေးချီခေါ်ခဲ့မယ်ဟုတ်ကဲ့ဦးစီမင်းရပြုံးမိရဲ့အနွဲ့မြဝန်းထဲမှာကိုချစ်နေစေအငွေသက်ကြံသေးရဲ့အိတ်ခမ်းထဲခေါ်ခဲ့တယ်ဝေကြီးတို့နဲ့ချွေးမတို့အဲခံနေကြလို့အမွာနှစ်ဦးနဲ့ဦးစင်မင်းအနွဲ့နာနေမိကြတယ်တက်တာလားအနွဲ့လူကိုကြောခလိုက်တဲ့အဲ့နောက်ပခုံးလေးလှုပ်နေလို့သားငယ်ခင်များပြပြတဲ့လဲမအေးကိုကြည့်ဖို့ပြင်နေဦးစင်မင်းသားငယ်ရဲ့ပခုံးကိုကင်ကာဖဲ့ခံလိုက်တယ်အနွဲ့အနာသွားကပွေချီလိုက်တယ်ရုံးကန်ခြင်းမရှိပဲငြိမ်သက်စွာခိုးဝင်နေတယ်ကိုအနွဲ့မမုံလားဘာလို့မုံရမှာလဲကိုသာအတ္တကြီးသွားတာဒ
ကယ်တော့အနှွဲ့မသိရဲ့အမှန်တရားတစ်ခုရှိခဲ့တယ်ဟင်အနှွဲ့မိဘတွေကကိုတို့ကလေးတွေမွေးလာတော့ရံပြုတ်ဖို့ကြံစီရဲ့လေအနှွဲ့မရှိသလိုကို့ရောကိုမိသားစုကိုသားတွေကိုရံပြုတ်ဖို့ကြံရွယ်ကြတယ်ဒီတော့ကိုရွေးချယ်ရတယ်အနှွဲ့ကိုချစ်ပါတယ်အသက်ထဆုံးလဲချစ်သွားမှာပါဒါပေမဲ့ဖခင်မြတ်တာကြောင့်သားတွေနဲ့ကိုမိသားစုဘေးကင်းဖို့အနှွဲ့ကိုစွန့်ပစ်ခဲ့ရတယ်ကိုသိရင်ကိုမိသားစုငတ်မှာရဲ့ကိုသားတွေဒုက္ခရောက်မှာစိုးတယ်အနှွဲ့ဘာလို့အခုမှပြောတာလဲဘာလို့လဲကိုချင်းချောက်ခံခဲ့ရတယ်လေအနှွဲ့သားငယ်လေးပြောက်တော့မှတ်မိလားကစားကွဲမှလေးပြန်တွေ့တာအနှွဲ့မိဘတွေလှုပ်တာကိုအနှွဲ့ကိုပြောမိလို့အထူးသဖြင့်အနှွဲ့အဖေပေါ့ပြီးတော့ဓာတ်ပုံကိစ္စကလေးတွေလက်ချက်မဟုတ်ပဲအိမ်ပေါ်မလေးကိုဖျက်ဆီးခိုင်းခဲ့တာကိုတောင်းပန်ပြီးနည်းနည်းချန်ထားခဲ့လို့တော်သေးရဲ့ပြောရမယ်ကိုရဲ့အနှွဲ့ထက်လာရှာတော့အကြီးကောင်လေးဆိုင်ကမတော်တဆဖြစ်တယ်ကိုဖုံးဆက်ပြီးအနှွဲ့ကိုရဲဆက်ဆက်ပြောလှုပ်လိုက်တယ်တကယ်လို့လက်ခံလိုက်ရင်အကြီးကောင်လေးသေလောက်ပြီအိုးရက်ဆက်လိုက်တာသားတို့နားလေလောက်မှာပါသားတို့အမေအဖေကိုဘလောက်တောင်ချက်လဲဆိုတာအဖေညအိယာဝင်တိုင်းပုံမြင်လို့ပြောခဲ့ပြီဆိုတော့အမေကိုရှိခိုးကြတော့ကြပြီးတော့မမုန်းကြနဲ့အဖေပြောတာနားလေလားသားတို့ကိုဒါဝေကြီးကတော့ကိုယ့်ရဲ့မွေးစားသားပဲစိတ်ရင်းကောင်းတယ်လို့ယောက်ျားပြီးသားတဲ့နှလုံးရည်ရောလက်ယုံရည်ပါရှိသူပဲအနှွဲ့သမီးရဲ့နဲ့ဟာသားတို့နဲ့ဆိုမအေတူဖေးခွဲတော်တယ်ဆိုပေမဲ့မောင်နှမအရင်တို့နေပါစေနေအောင်ကိုပြောနေပုံတွေကထူးဆန်းနေရဲ့ကိုကဘယ်လိုတော့မှမလို့လဲကိုအလှကြီးပေးပြီးရဟန်းပြုမယ်အနှွဲ့နားမှာမရှိရင်ဘာမှအားမငယ်ပါနဲ့လိမ်မာပြီးထက်မြက်တဲ့ချွေးမတွေရှိသလိုကိုရဲ့ကိုဘွားသားနှစ်ယောက်လည်းရှိမှာပါဒီထက်ကမြေးချောနှစ်ယောက်ပါရှိသေးရဲ့အနှွဲ့သမက်ဟာလည်းကိုဘွားပဲဆိုတော့အနှွဲ့ပြောရမှာပါကိုဒါဒါနဲ့ကိုဒီညအနှွဲ့အိမ်မှာနွဲ့နဲ့တူတူညအိမ်မှာနော်တညလောက်ပါပဲကိုလို့ငိုနေပြန်ပြီကွာတိတ်တော့စိစက်ဝဲလောက်ရအောင်မယ်လေလာဟိတ်သွားကြစို့စိစက်ဝဲပြီးရဲ့အခါအတူတူအချိန်ကုန်ဆုံးဖြစ်ကြတာကဦးစီမင်းရနဲ့ဒေါ်ပန်းကြာညိုနွဲတို့ဖြစ်တယ်အလူမအလူဒါယကကြီးမှာဦးစီမင်းရဖြစ်ပြီးအလူဒါယကမကြီးမှာဒေါ်ပန်းကြာညိုနွဲဖြစ်တယ်စုံတွေကက်လီရဲ့ရွာမှာကျင်းပခဲ့ကြတယ်အနွဲတို့မှာစီပွားပြက်ခဲ့ကြပြီမဲ့စေမင်းရတို့ကစီပွားတက်ခဲ့ကြတယ်ဘဝကံကြမ္မာဆက်ညွန့်အရာနှစ်ဦးသားအကြားစံတက်မှုများစွာလုပ်ခဲ့ပေမဲ့ရနံလေးကြောင့်ပြည့်တဲ့ဦးစင်မင်းရတိတ်တေလေးထောက်ပံ့ခဲ့တယ်ရနံဝေကြီးစုံစည်းခဲ့ရကတော့ဦးစင်မင်းရစီစဉ်ခဲ့တာမဟုတ်ခဲ့ကြီးဖြည်းဖြည်းလျှောက်လေးအနွဲရေးရနေတယ်ရွာတော့အတော်ပြောင်းလဲသွားတယ်ကိုအနွဲကိုလှမ်းကြည့်မိခဲ့တဲ့ဟိုးဝဆိုင်လေးတောင်တိုက်ကြည့်ကြည့်နဲ့ကိုပြောလေအနွဲဒီဘဝစပြီးတန်တရားမှမဆုံးကျင်တော့လို့အခုလိုယတိပြက်လမ်းခွဲလိုက်တာလားကိုမပြောတတ်တော့အနွဲမနေ့ပြန်ဆိုအလူကြီးနေကိုအခုတည်းကတုံးကြီးနေအနွဲတော့ငိုမှာပဲသိလားကလေးမှမဟုတ်တော့တာအဖွားလေးရဲ့ကိုနော်တကယ်မကြီးကြည့်အစမ်းလေးချင်းကြည့်အားမနေ့ပြန်ပြေးအေးချမ်းသာတောင်ပေါ်เจ้าမှာသိဝင်မာလားအကိုအဲ့ဒီမှာပဲဝေးဖြစ်မယ်တကယ်လို့အလွမ်းမဖြေစင်နိုင်ရင်ဆိုင်ကလေးနဲ့လာတွေ့ပေါ့မန္တလေးနဲ့ဒီကိုဆိုနေချင်းပြန်ရောက်ပါတယ်လေစိမ်းလေးကခက်ကြမ်းကြမ်းလေးတိုက်တယ်အမွှားလေးလာကြတဲ့အခါဆိုင်ကတစ်စီးစီနဲ့ပြန်ခဲ့ကြတယ်အလူဝဲကစီကားခဲ့တယ်သင်္ကန်းစီပြီးတင်ဝင်တဲ့အခါအနှွဲမျက်နှာမကောင်းလားတိတ်ထွက်မှာအလူငွေလောင်းတဲ့အခါအနှွဲလက်လေးကတုံနေခဲ့တယ်စာရီလျာလုံနေခဲ့တယ်အရှင်စန္ဒာရဖះတပည့်တော်ဒီမှာဖះဧည့်သည်လာတဲ့ဖះတင်မနေပါအောင်ဖះတပည့်တော်မှာနောက်ဆုံးအနေနဲ့ရှ िख ိုးပြစီဖះတပည့်တော်မှာရှင်သန်နိုင်ရင်တော့အပြေးလာတွေ့ပါမယ်ဖះဂယုစိုက်ပါဖះအရှင်စန္ဒာရပြုံးလျက်တစ်ချက်စီကထွက်ခွာလာခဲ့မိရဲ့ထပ်ပြီးထွက်ခွာခဲ့ပေမဲ့လေဒီတခါမှာတော့တန်တရားမှာအထိပါခွဲခွာခြင်းဖြတ်လေရော့တယ်ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တယ်ဆာရည်သူဦးငယ်ရှိသားထားတယ်တိမ်မြောင်တို့သမီးနဲ့ဘဝနှစ်ခုတေးသွားဆိုတဲ့ဇလံလေးကတော့ဒီမှာတင်ပြီးပါပြီဇလံကောင်းများစွာကိုနားဆင်နေဆိုရင်တော့ channel လေးကို like and subscribe လေးနှိပ်သွားပေးဖို့တောင်းဆိုပါရရှင်အားလုံးကိုကျေးဇူးတင်ပါတယ်